အားလုံးပဲမင်္ဂလာပါရှင်။ပို့ပို့ entertainment channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးတော့မယ့်ဇာတ်လမ်းလေးကတော့ငှားရမ်းထားတဲ့ဇနီးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်လုံးဝလက်မခံနိုင်ဘူး။ဘာလို့ရင်ကလုံးဝအတိတ်ပဲမရှိဘူး။အိတ်ကြီးရန်ရှင်တခင်ဦးမျိုးရိုးကုံထင်ရဲ့အလိုမကြောင်အော်တန်ကြီးဟာစံအိတ်ကြီးအတွဲမှာကျဲလောင်နေကအနာမှာလမ်းနောက်ပြစ်ကန်ရက်နေကြတဲ့အနောက်တိုင်းဝဲဆုံနေတဲ့ဘော်ရီကတ်တီကလည်းဖိမ့်ဖိမ့်တုံသွားကြပါရီ။မြေအခန်းကြီးရဲ့အညို့ရောင်ဆိုပါကုံကြီးမှထိုင်နေရင်နဲ့တင်းမာတဲ့မျက်နှာထားနဲ့တုံးမြတ်မှာဟာမြေပြည့်သူရဲ့ဒေါသပြည့်နေပုံစိုက်ကြည့်။ဘာနောက်လာမယ့်မျိုးစစ်အတွက်ကောင်းတာလုပ်နေရလေ။မြေဖွာစီစံအောင်လက်ခံရမယ်။ထိုင်နေရမှာဟုံးခနဲ့ထိုင်ရလိုက်ပြီးကျစ်စုပ်တက်လိုက်ကအဖွားဖြစ်သူဟာလုံးဝပဲကျွန်တော်အဲ့ဒီကလေးမနဲ့လုံးဝတူမနေနိုင်ဟုတ်ပါရဲ့သူရဲ့အသက်6ဝင်နီးပါးငယ်ပြီးစကားမပြောတတ်ပဲနှုတ်အားနေရဲ့မိန်းကလေးဒါကိုဘာသူ့မနဲ့တူနေပြီကလေးရှူရမယ်ဆိုတော့သူလုံးဝသိခံနိုင်စွမ်းမရှိတော့ပါမြေကုန်တဲ့ဖွားတို့မျိုးယူအကြောင်းလေးမြေးသိနေရပဲမဲမပြတ်မနေအဲ့ဒီကလေးမနဲ့တောင်းဝေးရမယ်ဒါမှမြေးမလေးတော့ဝင်နဲ့လမ်းထပ်ပြီးဒုတိယမျိုးစစ်ကကျမ်းမာတန်ဆွမ်းစွာမွေးဖွားနိုင်ပါလေမွေးပြေဟာနားလေလာပြီဖွာလုံးဝဒိတ်ပဲမရှိဘူးနော်ကျွန်တော်ပထမဆုံးသားဟာကျမ်းမာရေးထူးခြားမဲ့ဘာဖြစ်လဲကျွန်တော်တဝင်နဲ့ရှုပ်ပေးရနောက်ထပ်ကလေးတွေထပ်ယူလို့ရဟာပဲအဲ့ချာမှာမြေခုံထဲတုံမြတ်မဟာတဲ့ရဲ့စကားကြောင့်စကားဟန်လိုက်ပြီးမြေမလေးတဝင်ကကျမ်းမာရေးတိတ်မကောင်းလေမြေဒုတိယမျိုးဆက်ကျန်းမမမွေးဖွားနိုင်ဖို့ပထမမျိုးဆက်ကိုဖွာငါထားတဲ့ကလေးမနဲ့ရှုပ်ပါလုံးဝပဲဖွာကျွန်တော်လုံးဝအဲ့ဒီကလေးမနဲ့အတူမနေနိုင်ဘာတဘောတူလို့တော့ဝင်နဲ့စိစက်ခဲ့ပြီးနောက်ထပ်မိန်းကလေးနဲ့ကျွန်တော်လုံးဝအတူမနေနိုင်အပြောပြီးအဖွားပြည့်သူညှင်းဆူလိုက်ပြီးထဲစပွဲပေါ်ကတင်ထားတဲ့အတားကြီးခေကိုဆွဲယူကမောင်သက်ကြောင့်လေကုမ္ပဏီသွားမယ်ညာလက်ယုံနဲ့ဘဲလက်ယုံကိုပြောရင်းနဲ့တဲ့အဲ့ဒီနေရာမှာထွက်သွားတယ်လက်ယုံနှစ်ဖက်ကလည်းတရနောက်ကိုရှုပ်ပဲလိုက်လာကြပြီးအနားမှာတန်းစီရနေရဲ့စက်အင်ရှိလုံကျုံကြီးဝင်ထမ်းနေရလေယူသေးစွာပဲအိတ်ခမ်းထဲမှာထွက်သွားကြပါရီမဲကြီးတခင်ကြီးကတဘောမတူတဲ့ပုံမဲနော်အင်းဟဲတို့ဘယ်လိုလုပ်ကြမလဲဒေါ်မြတ်မဟာရွှေချမ်းပြတ်မှာထိုင်ပေးမေးလာတဲ့အိမ်ကြီးရဲ့အဒီကအစိခံစကားကြောင့်နှကန်းကိုတင်းစိတ်လိုက်ပြီးခလေးမပေါ်မြေးစိတ်ပါလာအောင်တော့လောက်ရမှာပဲတွားညီကလေးမောင်တေးချပြန်ဆန်ပေးပြီးညီခမ်းမှာမြေးပြန့်လာတော့စောင့်ခိုင်းလိုက်ဟုတ်ကဲ့မဲကြီးဒါဆိုရင်အေးနံအိမ်တော်တင်းခေါ်ပြီးတော့ပြန်ပေးလိုက်မယ်ကောင်းနေအေးနံတော်မဟာအစိခံထွက်သွားတဲ့တပြင်းချရင်မြေးဖြစ်သူရဲ့ခခတီညင်းဆက်မှုမှကြောင့်ရှင်မောနေရပါရီအိမ်အစိခံနေရအခန်းတကားပွင့်လာတော့ကတိန်လေးထပ်မှာထောက်လေးပိုက်ပြီးထိုင်းနေတဲ့တူမနှုတ်ကအတန်းကအင်္ဂနေတောင်ထွက်လာပြီးအိမ်စိခံတွေကိုပြုတ်လေးကြည့်နေရှာပါရီခလေးမညီရေးထကြွရမယ်ပြီးတော့ညီပါလာတဲ့အဝိစားတွေကိုတနေရာမှာတင်ထားဒီနေ့ကစားပြီးဒီဆိုင်ရစီစဉ်ပေးထားတဲ့အဝိစားပဲဝေးရမယ်အနန်းကဒေါ်ကြီးတယောက်ရဲ့စကားကြောင့်ကောင်းလေးသာညှိပြလိုက်မိပြီးပါလာတဲ့အဝိထုတ်လေးကိုတင်းစုပ်ကင်ထားမိပြန်ပါရီပေးအတော်သိမ့်ပေးမယ်ပြီးတော့ရေးထိုးရမယ်ဘာလို့လဲအိမ်တော်ထိန်တော်ဝဲဒီအထုပ်လေးကိုမှားပေးပြီးကောင်းလေးရန်ခါနေရဲ့ခလေးမှကြောင့်နောက်မလဲပြတ်သွားပြီးညီဒီအိမ်ဟာစီးကြောင်မသိဘူးလားညီတနေ့ပြည့်လို့အိမ်ပြန်တဲ့အချိန်မှာဟီးအထုပ်ကိုမပေါ်မပဲ့ပဲပြန်ပေးမယ်အနံအထုပ်လေးကိုတင်းလေးစုပ်ကင်ထားမှကျော်ကြီးစကားကြောင့်ပြေးရောသွားပြီးအထုပ်လေးကိုပြေးရင်းနဲ့စုပ်ပြဲပြီးဖြူမဲရောင်တန်းနေရဲ့ဖိုးရဲ့ဓာတ်ပုံလေးကိုထုတ်လိုက်ပြီးအထုပ်လေးကိုတေးသက်စွာကြည့်ရင်ဒေါ်ကြီးကိုကမ်းပေးလိုက်မိပါတယ်အေးညီအထုပ်ကိုဘီရိုထဲမှာတင်ထားလိုက်မယ်အင်းနဲ့ကလေးပေါင်ရေးချုပ်ပေးကြည့်အောင်ဟုတ်ကဲ့တော့အိမ်တော်ရင်းခိုင်းလိုက်တော့အင်းထန်းဆိုတဲ့အိမ်စိဟာသူမလေးနာရှောက်လာပြီးကရင်ပွားတပတ်ကိုရှုလိုက်ပါရီတောမိတ်ကလေးမအနက်မပြေးပြန်စွာခေါင်းလေးညှိပြရင်ဖိုးဓာတ်ပုံလေးကိုကရင်ထပ်မှာတက်လိုက်ပြီးအဲ့ဒီမမနောက်မှာလိုက်လာခဲ့ရပါရီဒီမှာခဏထိုင်အောင်အတော်မင်းကိုအလားပြန်ပေးလိုက်မယ်အဲ့ဒီမမအနန်းကိုမှန်ရှိရခုံလေးမှာထိုင်စေလိုက်ပါရီအနန်းယူလေးထိုင်လိုက်ရပြီးဒေါ်ကြီးကတော့အနန်းရဲ့ထုံးဖွဲ့ထားတဲ့စပင်းလေးကိုဖြောချနေပါရီညီစပင်းကအတော်လှတာပဲ
ခလေးမပြီးတော့မင်းမျက်နှာလေးကတထေးသမီးရောက်လေအနန်းစပင်းကိုဖိပေးနေပြောလာတဲ့ဒေါ်ကြီးစကားကြောင့်အနန်းမျက်လောင်လေးချလိုက်ပြီးဒေါ်ကြီးကတော့စပင်းလေးကိုမှွေးပြက်နေရဲ့စီလေးလိမ့်ပေးလိုက်ပါရီမျက်နှာပြက်မဲ့ခလေးမကောင်းမော့ဒေါ်ဝတီကသူမလေးရဲ့မိပြားလေးကိုလက်နဲ့ပိတ်ယူလိုက်ပြီးစီကြီးမိတ်ကက်လေးပေးနဲ့လဲချဲ့ပေးခါနှကန်းကောင်လာလေးပါမကျက်အယောင်တန်းပေးပြီးရွှေလျားဖြန့်စင်းနေသူမဆန်းရွယ်လေးတွေကိုနောက်မှချပေးပြီးညီယုံလေးကအရှင်ကရှုပ်ခရီးလှပြီးသားဆိုတော့မိတ်ကပ်ပုံလိုက်တော့ကြွေးရုံလေးလိုပြတ်သွားပြီဒေါ်ဝရီကျင်းနှံ့စွာပြောရင်းနဲ့ပြောလိုက်ကအေးနှံအဝေးထုတ်ပေးပြီလားဟုတ်ကဲ့တော့ခလေးမထိုင်တော့အဖွဲလဲမိတ်အနန်းထိုင်နေရမှာထားလိုက်ပြီးဟိုမမအနေအောင်ကောင်းဝင်လေးကိုကင်ထားပါရီဒေါ်ဝတီနဲ့အေးနှံကလက်တလုံးကျိုးဖဲခေါင်ဝဲအနီးလေးကိုသူမကိုလေးမှာကပ်ပေးလိုက်ပြီးနှစ်ဦးလုံးကျင်းနှံ့မှုအပြည့်ရှိနေကြကညီလေးကတိတ်လာတာပဲအေးဒီလိုကြောက်အောင်လဲမင်းသမီးလေးတပားနဲ့တောင်တူသွားပြီပေးမဲမဲကြီးအခန်းကိုသွားရမယ်ညီကိုစိတ်ကန်းချက်တွေပြောပြမလို့အနမ်းမျက်လုံးအဝိုင်းသားနေပဲကောင်းညင်ပြီးငေးပြလိုက်ပါရီစကားအပြောနိုင်ပဲလက်အမှုရာကိုမှုရာနဲ့ဖြည့်ချနေရသေးရလေမလွဲကူလာကြည်ခလေးမမင်းကတပိုးကြီးဝစ်စားရီကိုဝစ်စားအောင်လဲတကယ်လာတာပဲကရင်တက်မှာခြေစင်းထိုင်ပြီးအနမ်းကိုပြုံးကြည့်ရင်ပြောနေရဲ့မဲမဲကြီးပဲအနန်းကျန်းပြက်လေးမှာတမင်ခွေလေးထိုင်နေရင်မမေကြီးကိုရှိုင်နှုံးတာကြောင့်မောက်ပဲမကြည့်ရသည်အဲ့ဒီအင်ကြီးကိုရှောက်တာနားရီပိုင်းမှရှိသေးလို့ကျင့်သားမရတဲ့အဖြစ်အပြောတွေကြောင့်မှားရွက်မှစိုးရွံ့နေရပါရီညီနာမည်ကအနန်းပန်းတော့အင်းဒီပြောပြခဲ့တာဟာလားနာမည်လည်းမစိုးဘူးပဲဒေါ်မကောင်းလေးငိမ့်ပါပြီးပြေးလာတဲ့တုံးမလေးကိုကြည့်နေကြိတ်ပြုံးလေးပြုံးလိုက်ပါရီညီအလုပ်ကိုညီးတည်ရဲ့နော်ငါမြေရဲ့မြေဥကိုမွေးဖားပေးရမယ်ဆိုတာပြီးတော့တနေ့ပြေးပြီးညီတဘောတူထားတဲ့အတိုင်းကွန်ဒိုတခန်းနဲ့ညီသုံးဖို့ဘဝတစ်လျှောက်လုံးငွေလုံးလောက်စွာထောက်ပံ့မယ်နောက်ပြီးတော့ဇလန်းမရှုပ်ဖို့ပဲအနန်းကောင်းလေးတာတသွဲညှိပြရင်မေမေကြီးစကားအပြေချနေမိပြီးအရှိန်ဝါကြီးမှပြီးစီကန်းကြီးလာတဲ့မေမေကြီးကြောင့်လေလက်သီးဆုပ်လေးကိုတင်းတင်းလေးကြိတ်မိကစုပ်ထားလိုက်ပါရီကောင်းတယ်ဒါကြောင့်ညီကိုငါတို့ရွှေ့လိုက်တာမဲမလည်းဆွေမျိုးတွေမရှိအောင်မလားစကားလည်းမပြောတတ်ဆိုတော့အပြစ်မှအလုံးလုံးစားဖို့ဟာလေလွန်စွာခဲနေလေမင်းငါမြေကအခုတော့ခက်ခါတိတိဖြစ်နေဒါကြောင့်မင်းရဲ့မာယာနဲ့အမျိုးမြှုပ်ဆွေးရမယ်အနက်မျက်လုံးလေးဝိုင်းသွားပြီးဟင်းကောင်းတာတသွင်းခိုင်ရပြီးရင်းဆက်နေမိပါရီမင်းမလုပ်လို့မရဘူးမင်းငါမြေကိုစိတ်ပါလားဘယ်နည်းနဲ့ဖြစ်ဖြစ်လောက်ရမှာပဲမင်းကိုခေါ်လာတဲ့ပွဲစားကိုလည်းပွဲခပေးလိုက်ပြီးပြီအေးနံမင်းကလေးပေါင်မြေအခန်းထဲမှာခေါ်သွားလိုက်တော့ဟုတ်ကဲ့မမေကြီးသွားမယ်ကလေးမလေးအစိခံကသူ့မလေးကိုဆွဲတူရင်အမြန်မဲ့အဲ့ဒီအခန်းထဲမှာခေါ်ထုတ်လာခဲ့ပါရီမမေကြီးတခင်ကြီးပြန်လာပြီးဒေါ်မအိတ်ခန်းထဲမှာဖျားစာဖက်နေရင်အေးစိခန်းမလေးရဲ့စကားကြောင့်ထိုင်နေရပါထားလိုက်ပြီးအင်းနဲ့မြေးစီသွားမယ်သူမနာအစိခံကိုအမိတ်ပေးလိုက်ပြီးအခန်းထဲမှာထွက်လာခဲ့ပါရီဦးသိဆိုးတယ်ကွာတင်မာရူစီနှကန်းညှိဝေးတောင်မှပြက်ကုန်ပြီယူစုဆောင်ထွက်ပေါ်လာတဲ့မိန်းကလေးတစ်ယောက်ရဲ့အတန်ဒေါ်မအိမ်ပြန်ထွက်လိုက်ပြီးကာနာပြက်နေကြတဲ့ချိန်ကြီးကြောင့်မျက်နှာတမ်းမှသွားလာပါရီမြေကုံထဲချဲမိမလာလေးရဲ့နှက်ခမ်းကိုစုပ်ယူနေရပါလှုပ်ပေးလိုက်ပြီးဝါဒေါ်မတောက်ခေါက်ရင်နဲ့မိမချိုးပါလေမြေဒီမိန်းကလေးကဘာလို့လဲထဲမော်ရဲမလေးဘရူစီရဲ့ပတ်ခုံးကိုဖက်ရင်ကျွန်တော်ရဲ့ပါတနာဘာမြေဘာလို့မိန်းကလေးတွေနဲ့ပို့သေးနေရလဲအဲ့ဒီမိန်းကလေးကဘာလို့အတန်းစားနေရလဲဝါရထဲဖွားဖြစ်သူရဲ့စကားကြောင့်ကြစ်ဆုပ်တက်လိုက်ပြီးဖွားရှာပေးရဲ့မိန်းကလေးထက်တော့ကျွန်တော်တွဲလာတဲ့မိန်းကလေးကအစတည်းကတားရပါရိုစီမင်းပြန်တော့ကုန်းထားတော့မယ်ဒီနေ့အတွက်ပျော်ရွှင်မှုပေးလို့ကျေးဇူးပါဟုတ်ကဲ့ဦးထဲကမော်ဒယ်မလေးကိုနှုတ်ဆက်ရင်းနဲ့ရှုပ်ဖက်နှက်ကိုချစ်ပြီးအိမ်ထဲကိုဝင်လိုက်ပါရီညီဖွားမျိုးပြောစရာရှိရင်ဘာလို့မိမတကာနဲ့တွဲနေရလဲစိတ်ရှုပ်လိုက်တာဖွားရဘာမှနားမချနဲ့တော့ကျွန်တော်သွားနာတော့မယ်ထဲအနောက်မှာရှယ်ဖက်နှက်စိန်ကိုကန်ပြီးဟောင်းတိုင်းအပေါ်တက်သွားပါရီဒေါ်မသပြင်းချရင်းနဲ့ကောင်းတာခိုင်းရလိုက်တော့တယ်ဟာမဲဘသူလဲထဲဒေါသတဲ့ကြီးကန်နဲ့ဝင်လာခဲ့လိုက်တော့သူကရင်ထက်မှငေးရီစွာထိုင်းနေတဲ့မိန်းကလေးကြောင့်နှစ်တင်ကြောတွေပဲထအောင်စိတ်တူသွားပါရီဟဲအနန်းအော်တန်ကျင်းကြီးကြောင့်လှည့်ကြည့်မိလိုက်တော့တခင်ကြီးဆိုတဲ့သူပဲကြောက်လွန်ပြီးထိုင်းနေရမှထိုင်ရပြီးခေါင်းလေးငုံရည်နဲ့ခေါင်းဝင်စားလေးကိုသာစုပ်ကင်ထားလိုက်မိပါရီတဲ့အလုံးမကြောက်တောက်ခေါက်ရင်းနဲ့ငါအတိမသက်ခင်မှာငါအခန့်ရှိအောင်ထွက်သွား
အနမ်းမျက်လုံးလေးဝိုင်းကျင်လာပြီးကောင်းလေးပဲအလိုလိုမောက်လာပါတယ်နေရဲ့တခင်ကြီးရဲ့မျက်နှာကအလွန်ဒေါသဖြစ်နေပုံဒါပေမဲ့အနမ်းမှာအဲ့ဒီအခန်းထွက်သွားခွင့်မရှိဘူးမဲမသွားသေးဘူးလားလာခဲ့ငါတော့မဲပေါ်မှာပုံချသွားပြီဟာထဲသေးတွေတဲ့လက်ပဲလေးကိုလက်တစ်ဖက်နဲ့ညှစ်ပစ်ရင်မျက်ရည်ရွှေသားနဲ့ပါဇက်လေးဟသွားတဲ့တို့မှအနမ်းကအသက်ရှုပ်ပဲမဝတော့ကြောက်လွန်ပြီးငိုချပြစ်လိုက်ကတခင်ကြီးရဲ့လက်တွေကိုတတ်နိုင်တဲ့လောက်အားလေးနဲ့တွန်းပယ်လိုက်မိတော့လည်းမရခဲ့ဘူးတဲလဲပေးကိုညှစ်ထားမှလှုပ်ရင်းနဲ့ကိုလေးကိုပါကေးပြားပေါ်မှာဟုန်ကနေတွန်းပစ်ပြီးတွားတော့ငါအခန်းထဲထွက်သွားအနမ်းနှလုံးရမ်းမတက်ပဲကြောက်လွန်ပြီးနာကျင်နေတဲ့ခါလေးကိုပြီးနေကအမြန်လေးအာယူထားရင်အဲ့ဒီခန်းထဲမှာမပြေးုံတမဲပြေးထွက်လာခဲ့ပါရီကရင်လေးထပ်မှငိုလို့မပြီးနိုင်သေးသူမလေးကိုလျာတသိမ့်သိမ့်တုံးနေပြီးအလွန်မင်းကြောက်လာပုံအင်းနဲ့တပ်ပြင်းချိုင်နဲ့ခလေးပါမငုံနဲ့တိတ်တော့တခင်ကြီးကအစမလို့ပါကြိုင်မဲပေါ်မှာစိတ်ပါလာလိမ့်မယ်အခုနားတော့နော်ဟင်းအနန်းကောင်းလေးရမ်းပြီးကြောက်တယ်လို့အားကောင်းလေးချက်မှတ်တက်ပြောနေမိပါရီဒါပေမဲ့အယွန်ရှာစရာအင်းဆိုတဲ့စကားတန်တွေကပေါ်ထွက်လာပါရီအမသိပါတယ်မိတခင်ကြီးကိုအရင်ကြောက်မှန်းဒါမဲ့အလောက်ကနောက်ဆုတ်လို့မရတော့ဘူးနောက်ပြီးမင်းအစွမ်းကုန်တခင်ကြီးကိုဆွဲဆောင်နိုင်ဖို့လိုတယ်အခုတော့နာတော့မနှက်ပြန်အတွက်အလောက်ကရှိသေးအင်းနဲ့နှစ်သိမ့်လိုက်ပြီးအိယာခင်းလေးကိုပြန်ပြူအောင်ပြန်လိုက်ပါရီအိတ်တော်ဆက်မငူနေတော့မမေကြီးကြည့်ရင်မကောင်းအနံကောင်းလေးနေပြရင်သာဘာမှမလုံးဆက်နိုင်သေးပဲကောင်းအောင်လေးပေါ်အိတ်လိုက်ရပြီးအဲ့ဒီမှာအနံဆောင်းချုံပေးကအခန်းထဲမှာထွက်သွားပါတယ်အနံကောင်းအောင်လေးမှာဖူဖူရဲ့ဓာတ်ပုံလေးကိုယူကြည့်လိုက်ပြီးကြားနေရဲ့မျက်ရည်တွေကိုပုတ်ခတ်ပစ်ကဖူဖူအနံအရင်အားငရပဲအနံမှာအာကူခူးဆုံးစရာလိုမရှိအောင်ဖူဖူထွက်သွားတာဆုံးလိုက်တာအနံဖူဖူတိတ်တရိရတာပဲလောက်ပါလေးနဲ့ဓာတ်ပုံတရားဖူဖူမျက်နှာကိုထိကန်ရင်မျက်ရည်ကျနေမိရဖူဖူတရိယာစိတ်ကလည်းတားမရခဲ့ပါလေအင်းနဲ့မြေးနူးပြီလားဒေါ်မဟာဖျားဆုံးသက်တော်ပြီးဘေးဟာအစိခံပေါင်းမေးလိုက်ပါရင်မနူးသေးပါဘူးမမေဟိုကလေးမအောင်အနံပါနိုးပါရင်မမေဒေါ်မဟာအိမ်ကူစကားကြောင့်ပြုံးလိုက်ပြီးကောင်းတယ်ညီကိုနိုးဘူးအဲ့ဒီကလေးမအောင်ခန်းလိုက်အင်းဟန်ရှင်ဟိုမမေကလေးမညတခင်ကြီးကိုကြောက်နေရဘာဖြစ်လို့လဲအင်းဟန်ကြောက်လေအဲ့ဒီကလေးမအောင်ခိုင်းရမှာပဲဒါမဲ့မြေးနဲ့ရင်းနှီးမှုရှာမှာဟုတ်ကဲ့မမေကျမသွားလိုက်ပါမယ်ကောင်းတယ်ဒေါ်မဟာတပြင်းချလိုက်ရင်ခေါင်းခါရမ်းပြီးတရားမှတ်နေလိုက်ပါရီခလေးမနေထမင်းစားလို့ပြီးပြီလားအင်းနှန်းဆိုတဲ့အိမ်စီခင်ဟာစပွဲဝိုင်းမှာမနှန်းစာစားနေတဲ့သူ့မလေးနာပြီးမိလိုက်ပါရီရေလေးကိုမောတောင်းရင်းနဲ့ကောင်းကင်ပြလာတဲ့သူ့မလေးပဲအင်းနှန်းဟာတပြင်းလေးချရင်မမေကြီးကမင်းကိုအလောက်ခိုင်းလိုက်လို့တခင်ကြီးကိုတွားနှုတ်ရမယ်ဟွန်းအနံကြောင်းရွံစွာခေါင်းလေးခါရလိုက်မိပြီးဒူလေးပဲတုံးလာပြီးအရေးမအမှုရလေးနဲ့ညှင်းဆန်လိုက်ပါရီဟဲ့မရဘူးလေလာသွားမယ်ဒီမှာမမေကြီးစကားကိုလွန်ဆန်းခွင့်မရှိဘူးဟင်းလာပါစို့အင်းနာခေါင်းလေးတောင်ခိုင်ရပြီးမျက်ရည်တွေဝဲနေတဲ့သူမလက်လေးကိုဆွဲကအတုပ်အပြပဲအဲ့ဒီထမင်းစားခင်းထဲမှာခေါ်လာခဲ့ပါရီဝင်သွားတော့ကလေးမအထဲမှာတခင်းရှိရဲ့ဟင်းအင်းနာပြောလိုက်တော့ခေါင်းလေးခိုင်ရရင်အထိတ်တလန့်လေးမောကြည့်လာပါရီသူမတပြင်းချရင်တောင်ဝင်သွားလိုက်တော့မမေကြီးစိတ်ဆူးသွားမယ်တော့မမအပြင်အောင်စောင့်နေမယ်နော်တမလေးရဲ့ပခုံးလေးကိုကိုင်ပြီးအင်းနဲ့ချောက်မြူလိုက်ပြီးတကားကိုအသိပွင့်ပေးလိုက်ပါရီအနံမလေးရသေးရဲ့ညောင်ပွင့်အိတ်ခေါင်းဝင်းရွှေလေးကိုတင်းတင်းလေးစုပ်ကိုင်ပြီးအဲ့ဒီမမခေါင်းလေးတာညှိပြလိုက်မိပါရီပြီးလေမှအနံရင်းဆိုလို့လည်းမရသေးမို့အခန်းလေးထဲမှာမဝင့်မရဲဝဲလိုက်ရပါရီအနံကအခန်းလေးရဲ့ရှောက်တော့အခန်းတကားလည်းကြောက်ခနဲ့ပိတ်သွားပြီးကရင်ထမအပေါ်ပိုင်းအင်းကြီးကျုပ်ကြီးနဲ့အိပ်ပျော်နေတဲ့တခင်ကြောက်လွန်လို့လေချောင်းလေးပဲပူချက်လာပြီးမဝက်မရဲမက်လာလေးချရင်နဲ့ကတင်လေးနာတိုးကက်လာမိပါရီထဲအိပ်ပျော်နေတဲ့ကြည်တန်းဖွားဖွားလေးကနားနဲ့ကြားရောက်လာပြီးသူ့ရဲ့မျက်လုံးဖွင့်ရင်ကြည့်လိုက်တော့ဟာမင်းသူမျက်နှာငုံမှုကြည့်နေသူ့လက်ကိုကန်ရင်လှုပ်နေရဲ့အဲ့ဒီမိန်းကလေးပဲထဲနင်းလို့ချင်းဒေါသပြတ်သွားပြီးသူမလည်းလေးဖမ်းဆုပ်လိုက်တော့မျက်ဝန်းဝိုင်းလေးနေသူ့ကိုကြည့်လာပြန်ပါရီဂျမန်နဲ့စိုးစိုးမှုစိတ်ကိုလျှော့ချရင်မင်းဘာလို့ခန်းထဲဝင်လာလဲဘာခိုင်းလိုက်လို့လားသူမေးလိုက်တော့ခေါင်းလေးရက်ပြရဲထဲခေါင်းကုံရင်အိတ်ဟာထမ်းမှထားပြီးသွားရင်ငါနှိုးပြီလို့ဖွားကိုပြောလိုက်အော်မေးလို့မင်းမစကားမပြောတတ်တာမပြောနဲ့တော့မင်းပြောလဲရှုပ်ကုန်လိမ့်မယ်ဓမ္မထိုင်နေငါရေးသွားချိုးမယ်ထဲကခုံလေးမှထိုင်စရင်
ကောင်းလေးတာတွေ့တွေ့ငိမ့်ပြနေတဲ့သူ့မောင်လေးကိုတက်ချက်ကြည့်ပြီးတောင်ဝါကောက်ယူရင်းနဲ့ရေချိုးခန်းထဲဝင်လာခဲ့လိုက်ပါရီအနန္တပြင်းလေးချပြီးညလိုတွေးမစိုးတော့ပဲတခင်ချင်းကြောင့်နေသားရသွားပြီးကောင်းလေးပါငိမ့်တန်းစွာပဲထိုင်နေလိုက်ပါရီကြီးမားတဲ့ခန်းကျင်ကြီးကအလွန်မဲလှပတဲ့ကိရိယာတွေနဲ့အလားဆန်ထားပြီးတီဗီတွေကလိုအိတ်ခန်းကျင်ရဲ့ပါတီးတန့်စပွဲတွေရောဆိုဖာတွေရောပဲအနံခင်မိလာတဲ့အခန်းကြီးကိုမျက်လုံးဝိုင်းလေးနဲ့ကြည့်အရှင်ကဖိုးနဲ့အတူနေခဲ့တဲ့အိမ်လေးကမျက်လုံးထဲမှာပြန်ဝင်လာပါရီအနံနေခဲ့တဲ့ကွာအိမ်လေးကအဲ့ဒီအခန်းကြီးထန်စားရင်တော့အလိုမင်းကုန်းငယ်နေမယ်အနံကန်ကောင်းလာလားကန်ဆိုးလာမသိထူဆန်းပြီးတန်ဖိုးကြိတ်လာတဲ့ပစ္စည်းတွေကိုထိတွေးခွင့်ရပါရီအခုအနံဝဲထားတဲ့မေသမီးတွေဝဲတဲ့ညဝဲကောက်ဝဲအဝါလေးတောင်မှာ10 သိန်းတန်းနေတယ်လေထဲတပတ်ပတ်နေရင်ရေကျိုးကမှထွက်လာခဲ့လိုက်တော့အခန်းထဲမှာမျက်လုံးလေးဝိုင်းကငေးကြည့်နေတဲ့သူမှသူ့အလုံးမကျဖြစ်သွားပြီမင်းငါပစ္စည်းနဲ့ငါအခန်းကိုကြည့်ပိုင်ခွင့်မရှိဘူးဟမ်အနမ်းမျက်လုံးတွေဟာအတန်းလာရလေးဘက်မှကြည့်လိုက်မိပြီးအလုံးမကျတဲ့မျက်နှာထားနဲ့အနမ်းကိုပြောနေတဲ့တခင်ကြီးပဲရှင်ဘတ်တိန်ဟာအိတ်ကြီးမဝဲတေးတီမို့ရွှေမွေးစိမ့်တွေအောင်ထိုးထွက်နေပြီးမျက်လွှာလေးချထားမိပါရီထေကောင်းကြီးပြတော့မှဘီရိုထဲမှာဝက်ကိုကောက်ဝဲပြီးမန်တင်ကောင်ကရွှေမွေးကိုစိုးရင်နဲ့ငါမင်းကိုမကြိုက်ဘူးခလေးမမင်းကငါအကြိုက်ပုံစံမဟုတ်ဒီတော့မင်းနဲ့တူနေဖို့ဝေးအောင်မယ်ငါတွဲကျင်တဲ့မိန်းကလေးနဲ့ငါတွဲမယ်မဲပါပြောကြလေအနံကောင်းလေးတာရန်ခါပြလိုက်မိပြီးကောင်းဝဲစားလေးကိုလုံးကြည့်မိနဲ့တခင်ကြီးပြောတဲ့အတိုင်းသာအနံနားထောင်နေမိပါရီဘာမှအတော့မတိတ်ရဲဘူးမမေကြီးတပေါ်ကြောင်အနံတခင်ကြီးကိုလည်းမချင်းကပ်နိုင်ဘူးထဲအလောက်သွားဖို့အတွက်အားလုံးပြင်ဆင်ပြီးဟောအတားကြီးကြီးကိုဆွဲလိုက်ပြီးသွားမယ်မင်းငါးနောက်ကိုလိုက်ခဲ့အနံကောင်းလေးညပြရင်သာတခင်ကြီးနောက်ကရွှေ့ရွှေ့လေးလိုက်လာခဲ့ပါရီအော်မြေတို့ရောက်လာပြီလားလာထိုင်ကြဒေါ်မဟာကထဲနဲ့ထဲနောက်ကလိုက်လာတဲ့သူ့မလေးကိုမြင်တော့ပြုံးလိုက်ရင်းနဲ့ပြုံးလိုက်ပါရီထဲဘာမှမဖြစ်ပဲခေါင်းမှဝင်ထားလိုက်ပြီးသူနောက်ရွှေ့ရွှေ့ပဲလာရတဲ့သူ့မလေးကြောင့်မျက်မှောက်ကုတ်ရင်သာမင်းမနဲ့စာမစားအသေးထိုင်လေကောင်းလေးရန်ခါတဲ့သူ့မလေးကဒေါ်မအောင်ကြည့်ပါရီဒေါ်မမျက်နှာတိသွားပြီးအနက်ပန်မင်းအနက်စာစားပြီးဆိုလေမြေခမ်းမှမြေရဲ့ဝေးရဝဲစားသွားလို့ကျွန်တော်ခွင့်မပြုတ်နိုင်ဘူးဖွာကျွန်တော်ပစ္စည်းသူသိမ်းကင်ထားမကြိုက်ဘူးခလေးမသွားတော့မင်းဒီဖွာဖြစ်သူအပြည့်ကြီးနဲ့သူ့မလေးကိုလက်ပြကထွက်သွားခိုင်းလိုက်ပါရီဒေါ်မခခတီးတီးပြစ်နေတဲ့မြေကြောင်တက်ပြင်းချလိုက်ပြီးဘာမှမပြောလျော်ပဲညင်းနေလိုက်ပါရီတခင်ကြီးကားအစင်သက်ပြက်ပါပြီတဲ့လက်ယုံတွေအသိဖွဲ့ပေးတဲ့ကားနောက်ခံပေါင်ခွဲထားလိုက်ပြီးခဏတွဲမှပဲကားလေးကိုပေါ်တီကိုအောက်မှာမောင်းနေထွက်ခွာသွားလိုက်တော့တယ်ဒါကကုမ္ပဏီရဲ့မော်ဒယ်စိတ်ရင်းပါအောက်ကထထဲအတွင်းရမှုရဲ့လက်ယုံတွေပြရာစားပိုင်းကိုရှုကြည့်လိုက်ပြီးအလုံးရဲ့အကျိနေဘလို့လဲမင်းတို့ဘယ်သူ့ကိုသဘောကျလဲကျွန်တော်တို့ကတော့မော်ဒယ်အလွှာရွှေမစိုးလို့တဲ့နေသူကရုပ်ရည်ကလည်းလှတယ်အောင်မြင်မှုကလည်းထိတ်တန်းပဲဆိုတော့ကျွန်တော်တို့ကုမ္ပဏီကထုတ်မဲ့ခေးရွှေရမွေကြောင်းညာအတွက်အကောင်းဆုံးပဲကောင်းပြီလေဒါဆိုညနေလောက်ငါ့ကိုအဲ့ဒီမိန်းကလေးနဲ့တွေ့ဖို့ချိန်ပြီးဟုတ်ကဲ့ကောင်းပြီမင်းတို့လုံးစရာရှိတာတားလို့ကြတော့ထက်လက်ယုံနဲ့အတွင်းရင်းမှုကိုအမိတ်ပေးလိုက်ပြီးအလောက်ကောင်မှကြောမိလိုက်နဲ့မျက်ခုံးတွန့်ချိုးကပြုံးလိုက်တော့တယ်အေးနံဟိုကလေးမှဘာလုပ်နေရလဲရေးသွားချိုးပြီးအလားသွားပြန်ပေးလိုက်တော့မြေတဘောကျလာပြီးမြေကုတ်ကွင်ကိုမြင်းမြလွှဲစေချင်ပြီးတော့မဟာတော့မကျတော့ကိုနှိမ့်နေပေးနေတဲ့အေးစီကိုအမိတ်ပေးလိုက်ပါရီမမေကြီးအင်းနဲ့ကိုစိတ်မစိုးနဲ့နော်တခင်ကြီးကခဏကိုဝင်ဆောင်ဖို့အတွက်မဟုတ်ပဲအနမ်းပန်းကိုအတီတဘောကျသွားရင်ဘယ်လိုလုပ်မလဲတော့မဟာအိတ်ကူစကားကြောင့်နှကန်းလောက်ယုံပြုံးလိုက်ပြီးမြေဟာတိတ်တုံးလာပဲအေးနေရဲ့မြေကအနမ်းပန်းလိုခလေးမောင်စိတ်ဝင်စားပါမလားအခုလည်းကြည့်နောက်မျိုးရိုးအတွက်ကိုဝင်ဆောင်ဖို့တောင်ခါတီးတီးမလားမမေကြီးတခင်ကြီးနဲ့စိတ်ဆက်ထားတဲ့တခင်မလေးကဘာလို့ခလေးအများကြီးယူလို့မလားလဲတခင်မလေးကနိုင်ငံခြားပြန်မလာသေးဘူးလားနောက်လာပိုင်းလောက်ဆိုပြန်ရောက်လာတော့မှလေမြေးမလေးတော့ဝင်ရဲ့အဖေဟာဝင်ကြီးဆိုတော့အလုပ်များတယ်ဒါကြောင့်ကုမ္ပဏီကိုမြေးမလေးပဲဦးစီးလုပ်ကိုင်ဖို့ပညာသွားတင်တာ2 နှစ်ရှိပြီမမေကြီးတို့မျိုးကပထမသားဦးဆိုရင်ကျမ်းမာရေးချူချရင်လေအခုဟိုကလေးမကိုပင်ဆောင်ပေးဖို့ငှားထားတယ်တားဦးလေးကိုမွေးခိုင်းကြလို့ပဲဒါမှညီနဲ့မြေးမလေးတော့ဝင်လှထပ်ပြီးမြေးမလေးမွေးတဲ့ဒုတိယသားလေးရပဲအမွေအားလုံးဆက်ခံရပါဟုတ်လားမမေကြီးအင်းနဲ့တော့မဟာရဲ့အရှင်ပြချက်ကြောင့်စိတ်ဝင်တစားဖြစ်သွားပေမဲ့ပထမကလေးမွေးတဲ့ကလေးနဲ့စကားမပြောတတ်တဲ့မိခင်လေးတို့တွေးပြီး
ရှင်နေပါမကောင်းဖြစ်သွားပါတယ်ရှားပြီးအင်းနဲ့ညီဟိုကလေးမောင်အလှသွားပြန်ပေးလိုက်တော့ဟုတ်ကဲ့မမေကြီးအင်းနဲ့ပါကေးပြဖို့ထိုင်နေရမှာထိုင်ရင်ဓမ္မဟောက်ယူသေးစွာကောင်းကြီးပြလိုက်ပြီးအဲ့ဒီနေရာမှာထွက်လာခဲ့လိုက်ပါတယ်အခုရေချိုးပြီးပြီဆိုတော့ဒါလေးဝက်လိုက်ရမလေးအင်းနဲ့အဝိပယိုရဲ့ပါအပြာနုနုဖေးသားခေါဝင်ဝဲဝဲလေးကိုသူမကိုကမ်းပေးလိုက်ပါတယ်ကောင်းလေးကြီးပြရင်အဲ့ဒီခေါဝင်လေးကိုလက်ကမ်းရှူနေတဲ့သူမလေးပဲမျက်နှာပူပွေးလေးကရေချိုးထားတာကြောင့်တွေးကြောစိမ့်လေးတွေပဲဖြာထွက်နေရဲ့ဒီဝင်းလက်တွေကမျက်နှာဝိုင်းလေးနဲ့ချက်ဖို့ကောင်းလာပါတယ်အင်းနဲ့မိမကျန်းပဲငေးယူရလိုက်ရအောင်ဒီငေးကြည့်ရင်စကားမပြောတတ်ရှာရဲ့ချွေရင်ချက်ကြီးကြောင့်လည်းတနာသွားပါတယ်ဝက်ပြီးပြီလားစပင်ဖေးရမယ်ကျမလာထိုင်အနံကောင်းလေးညပြမိရင်သာမှန်ရှိထိုင်ကုန်လေးပေါ်ထိုင်လိုက်ရပါတယ်ညီမလေးမျက်နှာလှလိုက်တိုင်းတထေးသမီးတွေထပ်တောင်မှလှနေသေးတယ်ဘာလို့များစကားမပြောတတ်တာလဲအနံမမရဲ့စကားကြောင့်မျက်လွန်လေးချပင်မမေဆုံးစင်ကအကြောက်လွန်ပြီးစိုးအားသွားခဲ့တယ်လို့လည်းမရှင်းပြနိုင်ခဲ့ပြီစပင်လေးကလည်းလှလိုက်တိုင်းအမညီမလေးတာဆိုရင်တိတ်ကောင်းမှာပဲဘာလို့များဒီလောက်ကိုလှုပ်ရတာပါလဲအင်းနဲ့နောက်ကထွက်သွားမှမျက်ဝန်းဝိုင်းလေးနဲ့မောကြည့်လာတဲ့အဲ့ဒီမျက်ဝန်းထဲမှာတိတ်ငယ်အာရောခြင်းဆိုတဲ့အတိတ်ပဲများပေါင်းဝင်နေပြီးသူမတပြင်းချရင်တောင်အမစကားမသွားရင်တောင်းမှမာရီလာမျက်နှာလေးရအေးပါညီမလေးရဲ့လက်အုပ်လေးကြည့်ပြီးရောက်ပါတယ်ဆိုတဲ့ပုံစံလေးပြလာတော့အင်းနဲ့ကောင်းရင်သာပြေးလိုက်ပြီးမျက်နှာနုနုလေးပေါ်မှာရာစုံမိတ်ကပ်လေးတင်ပေးလိုက်ပါတယ်မဟာကုန်းရဲ့ဥက္ကဋ္ဌကြီးဟာလွှလို့မော်ဒယ်မလေးကိုချိန်နေဆိုတော့ဘာအကြောင်းများရှိပါသလဲရှင်ပြောပြီးလိုက်လိုက်လဲလဲပြောလာတဲ့မော်ဒယ်အလွှာရှင်ဆိုတဲ့မိတ်ကလေးပဲအနိုင်ရကိုကျဝဲဆောင်ထက်ပြူထက်နေတဲ့ရွှေမရီကြောင့်ထဲအမြန်အကျိတ်လှမ်းပြင်ကိုမင်းကိုကိုကြီးတောင်းမလို့တေးမမင်းအတွက်အလွှာရှင်ထဲကမ်းပေးလာတဲ့အဝါရောင်ကက်လေးကိုရှုပြီးဟန်ပန်လေးနဲ့ကျိတ်လိုက်ကမဟာကုံထိုက်မှာတရက်တာကြိုက်တယ်လို့ပြည်စည်းများပြေးဝဲခွင့်ကိုကုံထဲဓာတ်ဘာအတွက်လဲကြိုက်တာပြေးဝဲခွင့်ဆိုရင်အဲ့ဒီကုံထိုက်ကဈေးကြီးစိတ်ရွှေရတနာတွေပါပါတယ်ပေါ့ဟုတ်တယ်လေအလွှာရှင်လှလို့ခေါ်လို့ရပါတယ်ရှင်တူမကမြူတလို့လေးကြည့်ပြီးခွင့်ပြုလာတော့ထဲမျက်ခုံးပြရင်နဲ့ဒါဆိုလဲလွှာပေါ့မင်းကိုတညအလုပ်လုပ်ပေးရမယ်လွှာလာကောင်းပြီလေတညသာရှင်ကိုပြုစုပေးရမယ်ပေါ့နုံနုံလွှာထဲမယွန်းသွားတဲ့သူ့အတွေ့အကြုံခေါင်းခဲရပြီးအလောက်ထိပေးဆက်စရာမလိုမင်းတင်ညာကိုအိမ်လိုက်ပို့ပေးရမယ်ဒါပဲဦးရှဲတိတ်လွယ်အလုပ်ပါလားအလွှာရှော်လန်လေးကိုပါဇက်လေးမအုပ်ရင်အံ့ဩဟန်ပြပြီးဘာလို့လဲတော့အလွှာမေးပိုင်ခွင့်မရှိပါဘူးအလွှာသဘောတူတဲ့ကိုကုံထဲကောင်းပြီထဲသူမကောင်းကြီးပြရင်နှိမ့်ချိုက်စွာညစ်တကြဲပြုံးလိုက်တော့တယ်ခဏနေတခင်ကြီးပြန်လာတော့မှရမလေးထွက်ကြရမယ်အခန်းထဲမှာနှစ်ယောက်သားတီးပြီးကြိတ်နေမှအင်းနဲ့သူမလေးကိုစကားဆိုလိုက်ပါတယ်အနံဇလန်တွဲလေးမှအကြိတ်ခွာရင်သာကောင်းလေးညှိပြန်လိုက်ပြီအင်းနဲ့ရွှေရောင်ဘောပင်နဲ့ရွှေရောင်စောင်းလေးကိုဘေးကောင်ကလှက်လိုက်ယူလိုက်ပြီးအတန်းမနဲ့တန်းတိနေရလေညမလေးတုံးတန်းလားမြန်မာစာတော့ရေးတတ်တယ်ပေါ့အင်းနဲ့လက်လေးတုံးချောင်းထောင်ပြလာတာကြောင့်မိလိုက်ပြီးအင်းနဲ့မရက်တရညှိပြလာတဲ့တုံးမပုံလေးကိုကြည့်ပြီးဒီမှာမမဲကြီးဝယ်ခိုင်းထားတာညမလေးစာရေးတတ်တယ်ဆိုတော့ပြောချင်ရှင်းပြချင်တဲ့စကားတွေကိုဓမ္မရေးချပြီးပြောပြဟုတ်ပြီလားအနံမမကမ်းပေးတဲ့လှပပြီးအဖိုးတန်လောင်မဲ့စောင်းနဲ့စောင်းကြညှက်ထားတဲ့ဘောပင်လေးကိုလက်ကမ်းရှူလိုက်ပြီးအေးပါကွယ်အင်းနာကတနာစရာပုံရိပ်လေးကိုကြည့်ရင်ကယူနာတက်နေမိပါရီဟမ်ညမလေးတခင်းပြန်လာပြီထင်တယ်တွားကြအောင်အနံပြပြတလေးလေးပြောလာတဲ့မမစကားကြောင့်အလော်မဲထိတ်လန့်သွားပြီးမမတော့တီဗီကိုပိတ်ရင်းထိုင်နေရမှအနံလက်ကိုဆွဲခေါ်လိုက်ပါရီအနံညင်းစုပ်ချိန်ပဲမရလိုက်ဘူးမမခေါ်ရနောက်မှပါလာပြီးလက်ထရစောက်အုပ်လေးပါအဲ့ဒီနေရာမှလောချသွားခဲ့ရပါရီကိုကြီးလှော်မနိုင်တော့ဘူးကိုကြီးကိုဟာအလေးပဲဟဲတခင်အင်းနဲ့အရှင်နေရလို့မိမတယောက်ခေါ်လာခဲ့တဲ့အင်းရှင်အိမ်တီရှင်ထဲကြောင်ထိတ်ထိတ်ပြပြဖြစ်သွားပြီးဘေးကအဲ့ဒီပြင်ခွေကိုနားမလဲစွာပြူပြူလေးကြည့်နေတဲ့သူမလေးဘက်ကိုလှိမ့်နဲ့ညမလေးသွားတခင်ကိုသွားကူတွဲကြည့်ဟမ်မရညမလေးမမဲကြီးရောစုခန်းတီးရောမှာပဲတခင်ကြီးကိုမရရအောင်သွားပြီးတွဲကူဟာမှာသွားတော့မမလဲလိုက်မယ်အင်းနဲ့ခေါင်းလေးတွင်တွင်ခါရမ်းနေတဲ့သူမလေးကိုလှက်တွဲနဲ့အင်းပြဘက်ကိုထွက်လိုက်ပါရီတခင်ကြီးအနှမ်းပန်းကိုကူတွဲဖို့ခန့်လိုက်ပါတခင်ကြီးအနှမ်းမူးလာတယ်အင်းနဲ့မင်းကိုနေရာကိုနေပါသွားမယ်လွာမင်းကိုကြီးအခန်းထဲထိလိုက်ဖို့ဟုတ်ပါပြီရှင်ကိုကြီးဟဲညမလေးအခန်းထဲမှာသွားနာတော့မမမမေးစီသွားအောင်မယ်
အနာဘဆက်လေးဟာအီတာဘာမှလည်းနားမလည်လိုက်တော့တခင်ကြီးနဲ့ဟိုမိမချောချောလေးကသူရေးစားတွေတောင်းလာမမေဘသူလဲအေးနံလာဝင်ခဲ့အထင်အတုံးပြန်တဲ့ကြားမှာအေးနံတက်ပြင်းခြာရင်းနဲ့အခန်းထဲဝင်လာလိုက်ပြီးမမေကြီးအိတ်နေပြီလားတခင်ကြီးပြန်ရောက်ပြီးတော့မနေ့ကလိုမိန်းကလေးတယောက်လည်းပါလာတယ်ပြီးတော့အိတ်ခန်းထဲဝင်သွားကြပြီးဘာအေးနံတေးကြလို့လားဟုတ်တယ်မမေဝဲပါမပြက်မှာအေးနံတို့လည်းတခင်ကြီးကိုမပြောရင်ဘူးဒီမြင်းနေတော့တော့မှအလိုမကျဖြစ်ရပြီဟိုကလေးမှဘာလုပ်နေရလဲအေးနံအိတ်ခန်းလိုက်ပါပြီဒါဆိုလည်းမြေအခန်းသွားမေးနဲ့တော့မှဂရေပေါ်မှထိုင်ရင်အေးစီအေးနံကတော့တော့မှကိုကားတွဲပြီးအခန်းထဲကိုသွားပါရီကိုကြီးလွှာဘာလို့ပေးရမလဲမင်းပြန်တော့လွှာဒီနေ့အတွက်ကျေးဇူးပါရပါတယ်ကိုကြီးကလည်းအလွန်ရှင်ဂရေပေါ်ထိုင်နေတဲ့ထက်ရရက်ပတ်ကိုပိုးတိုင်ပြေးလိုက်ပါရီပြန်တော့လွှာရှင်ကိုကြီးကိုပြုစုပေးရင်ကောင်းမလားလို့ဘာပြုစုမှလဲမိတ်ကလေးဖွာအတန်းနဲ့တူရောက်ချလာတဲ့အဖွားပြစ်သူကြောင့်တဲမျက်နှာပြတ်သွားပြီဖွာမအိတ်သေးရလားနေမင်းတို့ဘာလို့ပတ်သက်ထားလဲမြေဘာလို့တစိမ့်ကိုအိတ်ခမ်းထဲထိခေါင်းရလဲဖွာဒါကကျွန်တော်တဘောပါဖွာတော့နတ်ပန်းဆိုတဲ့ကလေးမောင်ကျွန်တော်ခံလို့သေးရပဲဟဲ့မြေမိတ်ကလေးပြန်တော့နောက်ကမြေနဲ့လုံးဝမပတ်သက်နဲ့ကိုကြီးပြန်တော့လွှာကိုကြီးတို့နောက်မှတွေးကြမယ်ဟုတ်ပါပြီအလွန်ရှင်ထဲကိုပြောပြရင်ရင်သိနေတဲ့ဒေါမဟာကိုကြည့်ပြီးအခန်းထဲမှာကြောက်မောက်စွာထွက်သွားပါရီဒေါမဟာရှင်မိတ်ကလေးထွက်သွားလျော်မှာထဲကိုအလုံးမကျကစိုက်ကြည့်ပြီးမဲပါရီပွေရှုပ်နေရလေညီမလေးတော်ဝင်ရဲ့မိဖတွေတိသွားရင်ဘယ်လိုလုပ်မလဲကျွန်တော်ကြီးမဆိုင်ဘူးဖွာတာအနံပန်းဆိုတဲ့မိတ်ကလေးကိုတိတ်အိမ်မခွန်ရင်ကျွန်တော်မိတ်ကလေးတွေနဲ့တွဲเสียမလို့ညီတော်ပြီးကျွန်တော်နားတော့မေဖွာတို့လည်းအခန်းပြန်တော့ညီထဲမင်းတော့အဖွားစကားကိုဒေါမမကြည့်နဲ့တာပြောရင်းနဲ့တွားမေနဲ့ဟုတ်ကဲ့မမေကြီးအေးစီအင်းနဲ့ဒေါမကိုကူတွေးနဲ့တဲကန်နဲ့မှထွက်သွားကြပါရီမမေကြီးတခင်ကြီးဟာခစ်ဆက်ဆက်မိတ်ကလေးဖေကိုပဲစိတ်ဝင်စားတဲ့နေနော်အင်းနဲ့တို့ဘယ်လိုလုပ်ကြမလဲအခက်ပြေရောက်တော့မအိတ်နိုင်သေးပဲအပြေထုတ်ကြပါရီဒေါမတက်ပြင်းကြရင်နဲ့ဟိုကလေးမှပဲခစ်ဆက်ဆက်ပြင်းစင်းပေးဟောက်မှာပေါ့ဒါမှမြေတဘောကြလာမှာဖြစ်ပါမလားပြည့်မပြည့်အေးတော့အေးတော့ညီလည်းမနဲ့ပြန်စောစောထားပါမလားဟုတ်ကဲ့မမေကြီးအေးနံညီမမကြီးခိုင်းနေကိစ္စလုပ်ပြီးလားအတော်အေးနံမနဲ့စာကုပြေးနဲ့အိတ်တော်ထင်းစကားကြောင့်တခေကြီးအလုပ်သွားတော့မှထင်နေတော့သေးရပေါ့အေးနံမိနေရဟိုနှမ်းပန်းလေးကိုခစ်စံနဲ့အင်ကြီးလဲပေးအောင်ပါအေးစီအေးနံနှုတ်ကပြောရင်သာလုံးလက်စအလုပ်ကိုချရင်ပြေးကောင်ထွက်သွားပါရီညီမလေးဒါမဝဲနဲ့အောင်ဒီနေ့တခင်ကြီးကိုသွားနှုတ်ပေးပြီလားကောင်းကြီးပြောင်းလိုက်တဲ့သူမလေးကြောင့်အင်းနဲ့စိတ်သက်သာရသွားပြီးအဝေးပေးရဲမှအနီးရောင်ကောင်းဝမ်းပပလေးကိုထုတ်ရင်ဒါကိုသွားလဲဝစ်လိုက်ညမလေးရှင်အနန်းကမပြလာတဲ့ပါကြီးကြီးအင်းကြီးလေးကြောင့်မျက်လုံးတွေပြူးကျပြီးထိတ်လန့်သွားပါရီကတ်တူတူပါပါကိုကြိုက်အင်းကြီးလေးဝစ်ပေးလိုက်တော့အထိတ်တက်လက်ပြန်ဝန်းဝိုင်းလေးနဲ့ရင်းဆက်လာပါရီအရန်လာတဲ့မော်ဒယ်မလေးနဲ့တူသွားပြီးသွားတော့တခင်ကြီးအလောက်သွားကနေပြီးမမေကြီးမှထားတဲ့အတိုင်းတခင်ကြီးရဲ့ဝေးရဝဲစားတွေတွားလို့ကြရောအနံကောင်းလေးသာအတိတ်အကဲညှင်းဆန်နေမိပြီးတခင်ကြီးရှိမှခုလိုပုံစံနဲ့တွားမှဆိုတော့လုံဆောင်မှခက်ခဲလာပါရီမရဘူးလေဒါညမလေးရဲ့အလုပ်ပဲတွားတော့ကြောင့်မမေကြီးစိတ်ဆိုးနေလိမ့်မယ်အနံမလုံးစားနိုင်ခဲ့သည်မို့ရှင်ဘလေးကိုလက်လေးနဲ့အုပ်ရင်းနဲ့လေးပင်စွာပဲတခင်ကြီးအခန်းကိုရှောက်လာမိရပါရီဘယ်သူလဲဝင်ခဲ့တဲ့အဝက်လဲနေရင်းနဲ့တကားခောက်တဲ့အကြောင်းပြပြချင်းသပေကိုလမ်းနဲ့တန်းလိုက်ပါရီဟာမင်းတကားဝင့်တန်းတဲ့တူဝင်လာတဲ့မိန်းကလေးပေါတူတူကူချက်ကောင်ဝင်ကသူ့အတွက်မျက်မှောင်ကျိုးစရာပဲမင်းမရှက်ဘူးလားဘာလို့တစိမ့်ယောက်ျားတယောက်ရဲ့အခန်းထဲကိုဝင်လာရလဲဒါငါအခန်းထဲကထွက်သွားဟင်းအနန်းတခင်ကြီးကိုကြောက်လုံးလို့ဒူလေးပဲတုံနေရကအင်ဂျီဆောင်လေးကိုတင်းတင်းဆုံရင်နဲ့ကောင်းလေးတာခါရမ်းလိုက်ပါရီမင်းအရှက်တရားမရှိရမိမမျိုးပဲတရားတကားဝါလေးမှာတွေ့လေးမလုံးမရှိရက်နေတဲ့ကလေးမကြောင့်အလိုမကြောက်ပြောရင်းသာအတားကြီးကြီးကိုဆွဲယူလိုက်ပြီးအနန်းကိုဆွရဲစွာကြည့်ရင်ခန်းထဲပေါထွက်သွားတဲ့တခင်ကြောင့်အနန်းမလုံးမရှိလေးပြတ်သွားပြီးမမေကြီးစုမဆိုလို့တခင်ကြီးနောက်အကြောက်ကန်လိုက်လာပါရီမြေမနဲ့စာမစားတော့လားကျွန်တော်အပြစ်မှပဲစားတော့မယ်ပါအိမ်မှာဆက်နေတော့စိတ်ရှုပ်လုံးလို့ညီတော့မှအပြက်ပြောပြီးထွက်သွားတဲ့မြေပြစ်သူကြောင့်နှုတ်စိတ်ကြံခဲ့ရပြီးမိပြစ်သူနာရွှေရွှေပါ
ပါလာတဲ့ကလေးမကြောင့်မျက်ခုံးတုံပြီးတီယိုလာဆန်နံပန်အနက်ကမဲမဲကြီးခေါ်တာကြောင့်ကိုလေးကိုင်းညွတ်ရင်မဲမဲကြီးထိုင်နေတဲ့အိတ်ကလေးနာရှောက်လာပြီးကျန်းပြလေးမှာမရွတ်တေးရုပ်လေးထိုင်လိုက်မိပါရီဓမ္မဟာသူ့မောက်တက်မှစွာကြည့်မင်းကမြေဦးကြောင့်အခုထိမဆွဲဆောင်နိုင်သေးဘူးလားဤကြောင့်အချိန်ကြီးကုန်နောက်ကျကုန်ပြီမပြတ်ပါဘူးညို့ဒေတာပိုးဝေခိုင်းမှမမေကြီးရဲ့စကားကြောင့်အနှဲမျက်နှာလေးရွှဲသွားပြီးကောင်းလေးသာခရမ်းမိရပါရီဒေါ်မဟာမဲပြုံးလိုက်ပြီးမင်းကစကားလွန်ဆောင်ခွင့်မရှိဘူးအနှံပန်းသွားနာတော့ညနေပိုင်းမြေပြတ်လာတာနဲ့ညီလှရှားမှာအနံပါဆက်ဟောင်းသားနေပဲမမေကြီးစိတ်ဆိုးမှကြောင့်တေယိုတိတ်တိတ်ပဲကောင်းလေးညစ်ပြပြီးအဲ့ဒီနေရာမှာထလာခဲ့လိုက်ပါရီမော်ရဲ့အလွှာရှိဟာတွေးခွင်တောင်းနေပါရီတဲ့အလုံးလုံးနေရင်အတွင်ရင်မှုစကားကြောင့်မျက်ခုံးပစ်လိုက်ပြီးလှုပ်လိုက်ဟုတ်ကဲ့သူခွင့်ပြုချက်ရနဲ့အတွင်ရင်မှုဟာရှုံးခန်းထဲမှာထွက်သွားရင်တဲ့မိမတွေနဲ့မယောထွေးချက်ပေးမဲ့ပလန်တစ်တီချအောင်မှဖြစ်ပြီးထပ်ပြီးပတ်သက်ရအောင်မယ်ကိုကြီးမင်းကိုအဝါရောင်စကတ်တူလေးနဲ့အဖြူရောင်ရှင်းဟန်အင်ဂျင်လေးဝဲပြီးသူနာပြေးလာတဲ့မော်ဒယ်အလွှာရှင်တဲ့အလိုက်တဲ့ပြုံးရင်ကိုစီဘာကိစ္စမော်ဒယ်အလွှာရှင်နှကန်းလှလှလေးပြုံးလိုက်ပြီးအနောက်ကနေတဲ့ပခုံးတိုင်းဘက်ကကိုကြီးကိုတွေးကြလို့ပေါ့ညူဆူဆူအတန်ဟာထိန်းနာရဲ့မှာခါတီဆောင်ဝင်ရောက်လာပြီးထဲဟန်ဆောင်ပြုံးလိုက်ကပြောလေကို့ဘာလို့တွေးကြတာလဲလွှာလေရှော့ပင်းလေးထွက်မလို့ကိုကြီးအားလိုက်ရင်အာရင်လွှာလိုက်ဖို့နော်ကိုအားတော့မအားလွှာဒါပေမဲ့နေဟာကိုမင်းကိုကူညီဟာဆိုတော့ကိုမင်းကိုနှစ်နာရီချိန်ပေးမယ်တဲ့ရဲ့စကားကြောင့်လွှာနှက်ခမ်းလေးစူးချိတ်သွားပြီးနှစ်နာရီနဲ့ဘာလို့မှလဲဒီနေ့တော့လွှာအချိန်ပေးပါလားလွှာကိုစိတ်တိုင်းကြတော့ပြီးလွှာဆက်မပြောနဲ့ရောကိုလိုက်ဖို့မယ်ပျော်သွားပြီရှင်အလော်ရှိန်ဟာထဲလိုက်ရောတဲ့စကားချမှပျော်မြူသွားပြီးထဲကိုဝေးပတ်တော်ရင်ခြေသူမလက်ကိုဆွဲခွာလိုက်ပြီးကိုတို့သွားရအောင်လွှာဟုတ်ကဲ့အလော်ရှိန်ထဲခောက်ဖိန်မြူတူပျော်ရွှင်ကရုံခန်းထဲမှာနှစ်ဦးသားထွက်လာခဲ့ကြပါရီတခင်ကြီးဘယ်တော့မလို့လဲမမေကြီးဟာမင်းတို့နေရမင်းတို့နေပါငါဘယ်တော့မှခင်းဆိုင်ဘူးညနေရုံးစင်မင်းတို့ပြန်နေလိုက်ဟုတ်ကဲ့တဲ့ရဲ့အမေကြောင့်လျုံလေးနှုတ်ဆက်သွားပြီးတဲ့ကိုတလေးတယူကောင်းကြီးကြပါရီကိုတို့သွားရအောင်လွှာဟုတ်ကွေကုမ္ပဏီကြီးရဲ့မှာလက်ကျင်းချိတ်ပြီးထွက်သွားတဲ့သူနှစ်ယောက်ဟာတော့တကယ်ကျန်းစာကိုအတွဲလိုပဲညီမလေးခဏနေတခင်ကြီးပြန်လာတော့မှညီမလေးရဲ့ပစ္စည်းတွေအကုန်တခင်ကြီးအခန်းထဲပို့ထားပြီးပြီအင်းရဲ့စကားစုံမှာကြောက်ရွံ့နေတဲ့တူမလေးရဲ့မျက်နှာကညိုမိုင်းလို့နေပြီးလက်အမှုရနဲ့ပြတ်မိရှာပါရီမမေကြီးကဒီနေ့ကစားပြီးတခင်ကြီးခင်းထဲမှာနေရမယ်တဲ့လာအခွေအစင်းတင်သွားလေးကြမယ်ဒါမှတခင်ကြီးအမြင့်ညီမလေးကအရှမ်းလာနေမှာအနေမမစကားကြောင့်မျက်လုံးလေးဝိုင်းသွားမိပြီးတခင်ကြီးအခန်းမှာနေရမှာဆိုပြီးလွန်စွာစိုးရိမ်ကြောက်ရွံ့နေပါရီတခင်ကြီးကနန်းကိုဆိုရင်ခါတီတီကြည့်မရပြက်နေရလေအေးနန်းညီမပြတ်လာသေးဘူးလားပြန်မလာသေးပါမမေဒီမြေတယောက်နေတော့ဟိုကလေးမောင်အေးနန်းငါခိုင်းတယ်လို့စောင့်ခိုင်းထားရင်လားဟုတ်ကဲ့မမေကြီးအေးနန်းစောင့်ခိုင်းထားပါလေကောင်းနေညီပြန်လာလို့အခန်းထဲဝင်ရင်ညီမျက်လုံးတောက်တောက်ကြည့်တာငါထူးခြားတာပဲမြင်ကြနေဟုတ်ကဲ့မမေတော့မအေးစေးမှောင်ချိုင်းနဲ့အိမ်မော်ထက်ကိုပြန်တက်သွားပါလေအေးနန်းခမပါလေတပြန်တမနေတာအင်းကြီးရှင်တခင်ကြီးပြန်လာကိုစိတ်ရွှေစွာစောင့်ဆိုင်နေရတော့ရင်အင်းကြီးရဲ့ဘော်ဒီကိုအာကားရဲ့တန်ကြားတာနဲ့အေးနှံပြပြတလဲထွက်ကြပြီးကားရဲမူယူကလျုံနှစ်ယောက်နဲ့အတူဆင်းလာတဲ့ထဲပဲကိုကျော်လီတခင်ကြီးကမူးလာလားဟုတ်တယ်အေးနှံကိုကျော်လီတို့ပဲအခန်းထဲပို့လိုက်တော့အေးနှံကိုတွေတခင်ကြီးမကြိုက်မှဆိုလို့ရှားပါတယ်တခင်ကြီးကဒီနေ့မူးလာတော့အခန်းထဲတော့ပို့လာအောင်မယ်ဟင်လျုံနှစ်ယောက်ရဲ့အပြေကြောင့်အေးနှံမျက်လုံးပြူးသွားတာပဲတခုခုတတိထားရတဲ့ကိုကျော်လီတခင်ကြီးကိုအခန်းပြင်လောက်ထိပဲပို့ပေးခဲ့ပါတခင်ကြီးပါတာအခန်းထဲဝင်ပါစီအော်ဒါဆိုလဲပေးရပဲအေးနှံလျုံနှစ်ယောက်ကအိမ်ရဲ့အတွင်ရင်းနှီးသူတွေဖြစ်ပြီးတဘောပေါက်ဟန်ကောင်းနေကြရင်နဲ့ကိုရဲကြီးကိုမှားထင်းပြီးအိမ်မော်တက်အခန်းဝင်ပို့ပေးကြပါရီထဲရမမှုရှူရှူအခန်းတစ်ခေါက်ဆွဲဖွင့်ရင်ရိုက်တိုင်နဲ့ပဲဝင်လာပြီးသူ့ရဲ့မျက်လုံးတရားကရင်ထက်ခေါင်းဝဲပါးလေးနဲ့ထိုင်းနေတဲ့မိန်းကလေးတန်ကြောက်ရောက်သွားပါရီထဲမျက်လုံးတွေကိုပိုရင်ကြည့်မိကမူးနေရရှိပေမဲ့အဲ့ဒီမိန်းကလေးဘသူဆိုတာသူကောင်းစွာမှတ်မိပါရီ
မင်းကငါ့ကိုမြူဆွဲတယ်ပေါ့ဟမ်အနားရိုက်တတန်ဝင်လာတဲ့တခင်ကြီးကြောင့်တူးလေးတုံပြီးကြောက်ရွံ့နေရမှာဒေါသတကြီးအော်ပြီးအနာတိုးကပ်လာတဲ့တခင်ကြောင့်အလောမင်းထိတ်လန့်သွားပါရီဟာဟာထိတ်ကြီးပွေးစော်ပဲရွှဲလိုက်ပြီးမျက်ထောက်နေပြီနဲ့သူမလေးကိုစူးစိုက်ကြည့်အောင်မင်းကငါ့ကိုတိတ်လို့ကျလို့မြူဆွဲနေပါတော့ငါကလည်းပြေးရတာပေါ့တရညစ်ကြကြအပြုံးနာမှာကလေးမခုန်တက်လိုက်ပြီးသူမလေးရဲ့ကိုယ်ပေါ်မှာအုံမုံလိုက်ကပန်းနူရောင်နှက်ခမ်းပါးလေးကိုစုပ်ယူပြီးသူ့ရဲ့လက်တရပါရရအင်းကြီးပေါ်မှာပြေးလွှားနေပါရီမပြီးမပြင်းငင်းစုတန်းလေးရဲ့နောက်မှာတွေးပုနေတဲ့ထိတ်ရဲ့ရှာယူလူစိတ်တရားလည်းသူမတကူလုံးထပ်မှာကြောက်ရောက်သွားပြီးခိုင်ခန့်နေတဲ့ကတင်လေးဟာလည်းတတုံတုံနေပဲရှိုင်းကိုတန်တဆာဆာအိတ်နေရဲ့နားထဲမှာတိုးပန်လာပြီးဟာမိငါကတဲ့မောဘလို့ရှောက်နေရလဲဟာငါရဲ့အခွေးစားပြီညငါမင်းကိုဟွာပြူးမိသေးလားဟဲသူမိပေမဲ့မျက်လုံးပိုင်းလေးနဲ့ပြန်ကြည့်လာတဲ့တူမလေးကိုထူးတန်းစင်စီရပဲအရာရာဥဟာနေတလားမှတ်ရပါ၏တဲလွန်ဆောင်ပဲစိတ်ရှုပ်ထွေးသွားပြီးနှစ်ဖူးပေါ်ဝဲကြနေတဲ့စပင်းလေးကိုတက်တင်လိုက်ပြီးကတင်ဘေးကတပတ်ကိုရှုကကောက်ပတ်ရင်မင်းနောက်မှတွေ့မယ်ကြောရင်းနဲ့မခန့်ထိမခန့်သားပြက်ပြီးထဲအမြတ်ပဲရေကျုပ်ခန်းနဲ့ဝင်လာခဲ့ပါ၏မင်းကမြှွေ့ဆွဲရမလားပြောစမ်းငါမှုနေအောင်မေးခွင့်ကောင်းယူရမလားမိမပြတ်မှတဲကကတင်လေးထက်မှချိုင်းနေရဲ့သူ့မောက်ပခုံးလေးကိုအကြပဒံလှုပ်ကန်ပြီးပောက်ကွဲနေလိုက်ပါ၏ပြောစမ်းပေါင်းလေးကိုကိန်းညစ်ပြည့်ရင်နဲ့ထဲလုံးဝစိတ်မရှိနိုင်တော့ပြီရုံစရာကောင်းလိုက်တာမင်းလုံးမိမောက်ထိတွေ့ခဲ့တဲ့ကိုဟောထဲတောက်ခေါင်ရင်အန်ချိတ်ပြစ်လိုက်ပြီးကလေးတက်မျက်ရည်အဝဲသားနဲ့မိန်းကလေးကိုလည်းသူ့မျက်မှောင်ကျိုးလာပါ၏မင်းနဲ့ငါဘာမှမဖြစ်ခဲ့ဘူးလို့မှတ်လိုက်ပါဒါကမင်းရဲ့အလုပ်ဆိုပေမဲ့ငါလုံးဝတီးမခံနိုင်ထဲပြက်ပြောပြီးအဲ့ဒီမိန်းကလေးကိုအပြက်ပြောရင်းနဲ့အခန်းထဲပေါင်းထွက်လာခဲ့အနေရွှေလျှောက်တလို့ကြည့်သွားတဲ့တခင်ကြောင့်မျက်ရည်တွေပဲအဆက်မပြတ်စီးကျလာပြီးအလောမင်းရွှဲရရပါ၏အနေမျိုးဆွဲခဲ့တာမဟုတ်ရပါဒါပေမဲ့အနေကိုခါခါတီးတီးဖြစ်နေတဲ့တခင်ကြီးကအလောက်တဘောအရာဆိုပေမဲ့လုံးဝကျင်းနေမှာမဟုတ်အနေဘလို့လောက်တော့မလဲပိုးနေခဲ့တဲ့ရွာလေးကိုပဲပြန်ရတော့မလားဒီမှာပဲမကြည့်ပြလာတဲ့အလောက်ကိုဆက်လောက်ရမှာလားဒါပေမဲ့အနေမပြောအနေနေတိုင်းတခင်ကြီးကြောက်ရွံ့မှုနဲ့ပြတ်တန်းနေရပါ၏အင်းဟန်ရကိစ္စတေးကြပါရဲ့နော်တေးကြပါရဲ့မမေအင်းဟန်ကိုယ်တိုင်မျက်လုံးနဲ့တိတိကျကျကြည့်ရတာပါတော့မှအေးစေးစကားကြောင့်မျက်နှာဟာကျဉ်းနေသွားပြီးကောင်းနေတိုင်းအခုလိုကြုံတွေ့နေအနာပန်းဆိုတဲ့ကလေးမောင်ညီစိတ်ဝင်စားလောင်ပြင်ဆင်ပြီးဟုတ်မမေကြီးဒီစီကိုမျှတိုင်းအနာပန်းအောင်တိုင်းဒါကကိုယ်ဝင်ရလွယ်ရဲ့စီအနာပန်းအောင်တိုင်းလိုက်ဟုတ်ကဲ့မမေကြီးအင်းဟန်တိုင်းလိုက်ပါမယ်ကောင်းပြီမရောကုန်းနေတော့ရင်လားဟိုတခင်ကြီးကပြန်ထွက်သွားပါပြီပြီးတော့ဒေါသလည်းအရန်ထွက်နေရဲ့ညီရလားမောင်ကြီးတော့ပါသွားလိုက်အင်းဟန်တခင်ကြီးတယောက်တည်းထွက်သွားတာပါမမေကြီးညီလုံးကျရွှေသွားလို့တော့အင်းဟန်ဟုတ်ကဲ့ညီရများအနမ်းပန်းမကြိုက်တာလားဒေါ်မတွေးမိရဲ့အနည်းရှိဖုန်းကိုကောက်ယူပြီးဝဲစားကိုခေါ်လိုက်တယ်မမေဒါအစ်စ်လေးနာမည်ကလှမောင်တဲ့မင်္ဂလာပါမမေရှင်မောင်ကလှမောင်ပါရှင်ဒေါ်မဟာလိဟိုက်ကဝင်ဝဲထားတဲ့မိန်းကလေးကိုကြည့်ရင်မျက်နှာမှာအနမ်းပန်းလို့အလှကြီးမဟုတ်ပေမဲ့ခန္ဓာကိုယ်ကတော့ထောင်းလာပါ යි ဒေါ်မပြုံးလိုက်ပြီးမစိုးပါဘူးရှုပ်ရည်လေးနဲ့ကိုလေးကတော့ဒါမဲ့တနေ့ပြည့်ပြီလို့ကလေးမွေးပြီးရင်တော့ဒီဆက်အိမ်နဲ့လုံးဝလာပြီးမပတ်သက်ဖို့မိန်းကလေးမမေကြီးရဲ့မောင်လုံးဝမပတ်သက်ပါအောင်ရှင်မောင်ဟာမိဘတွေကိုထောက်ပံ့ကြည့်အောင်ပါကောင်းပြီဒေါ်မမျက်ရည်ပြလိုက်ပြီးစပွဲပေါ်မှာပတ်စံနှစ်အုပ်ရှူပြီးတင်မအေးနေပွဲစားကမိန်းကလေးကိုဒီမှာထားခဲ့လို့ရပြီအစင်မပြေမင်းကိုပြန်ဆက်သွယ်လိုက်မယ်ဟုတ်ကဲ့မမေကြီးကျေးဇူးပါမောင်ညီဒီမှာလိမ့်လိမ့်ပါပါနေခဲ့ဒါနဲ့မမေကြီးကျမအရင်ပို့ပေးတဲ့မိန်းကလေးရောအေးပြန်လွှတ်လိုက်ပြီလားပြန်ပို့တော့မှာအော်ဟုတ်ကဲ့ဒါဆိုကျမပြန်တော့မယ်နော်မမေကောင်းပြီအင်းနီလောက်မောင်ဟာပွဲစားနဲ့ဒေါ်မဟာကိုကြည့်ရင်နှကန်းလှလှလေးမဲပြီးအရှင်ကမိန်းကလေးကိုသူမစိတ်ထဲမှာတီးကျနေတယ်လို့ဟဲဒီကောင်မလေးကလှလိုက်တာမုံနဲ့ဆိုရင်တော့တိတ်လိုက်ပါပဲအသေးရောက်လာတဲ့မိန်းကလေးကဗီဒီယိုတွေကကောင်းကင်းလေးကိုကြည့်ပြီးပြုံးရွှင်ပြောနေပါရင်အင်းနဲ့တပြင်းချလိုက်ပြီးလှမောင်ကမိန်းကလေးဒါညမလေးအနံ့ပန်းအတွက်စီစဉ်ထားတဲ့အဝတ်ကြီးပါ
မိကလေးဘွားတော့မနှက်ပါပဲအမတို့ကသွားဝယ်ရမှာပါဟင်မင်းကဘာကောင်းမှကြီးမလို့ပြောနေရလဲငါတီးတခင်ကြီးဆိုတဲ့သူရဲ့မိကလေးပြက်လာမယ်သူနော်ဟွန်းလက်ပိုင်နဲ့မတိတထိပြောလာတဲ့မိကလေးကြောင့်အင်းနဲ့မတိမှသာဒေါသပြက်နေရပြီဒီမှာမိကလေးကုအင်းကြီးချင်းဖြစ်ပြီလို့ထဲမနေနဲ့မိကလေးရဲ့ဒီအိမ်ကအလုတ်သမားပဲဟုတ်လားကျမအလုတ်သမားတခင်ကြီးရဲ့အလုတ်သမားလေးပေါ့ဒါနဲ့တခင်ကြီးဟာဘယ်တော့ပြက်လာမှာလဲမောင်အလှပြင်ပြီးစောက်ချင်လို့မသိသေးပါမိကလေးအလှပြင်တန်ကိုရိုင်းပြင်ထားပါအမအင်းကြီးသွားစီစဉ်ပေးမယ်โอเคလောက်မောင်ဟာကျုံမှန်းတင်းကုန်လေးမှထိုင်ရင်သူမရဲ့ကုံကြွကြွစပင်ကိုအနောက်ကိုပို့ပြီးဈေးကြီးအလှပြင်ပစ္စည်းတွေကိုဆက်စုနေခဲ့ပါရီမမေကြီးကတောင်းဆိုအနာပန်းကိုပြန်လို့တော့မှာပေါ့အေးလေညကဘာဖြစ်လို့လဲအေးနံညတခင်ကြီးနဲ့အနာပန်းတကယ်ဟွာဖြစ်သွားကြပြီလေမမေကြီးအခုလိုနှင်းလို့တော့အနာပန်းဘဝမိအေးနံညကိစ္စအတွက်နှင်းနာကြီးအရာသတ်မှတ်ထားသလိုတိုက်ခန်းတစ်ခန်းနဲ့နောက်စိန်ဝင်ထောက်ပံ့ပေးပါလေဒါဆိုအနာပန်းလည်းမနဲ့နာတော့ဟုတ်ကဲ့ပါမမေကြီးဟိုကလေးမလေးအနာပန်းကန်းကောင်းသွားတယ်ဒီနေ့ပြည့်ပြီးရင်လည်းတီးခွင့်ရေးပေးရမှာမလားအခုလိုစောအိမ်ဟာထွက်သွားတော့သူမလေးအတွက်ကန်းကောင်းလာပါရီအင်းနဲ့ညီလှမောင်ဆိုတဲ့မိန်းကလေးကိုပြင်ဆင်ပေးပြီးသွားပြီလားခဏနေညီပြန်ရောက်လာတော့ပါဟုတ်ကဲ့မမေအင်းနဲ့ပြင်ဆင်ပေးပြီးသွားပြီကောင်းနေသွားတော့အသိရောက်လာတဲ့ကလေးမအလားဆုံးပြင်ပေးထားလိုက်ဟုတ်ကဲ့အင်းနဲ့တော့မဟုတ်ဟျူသေးစွာနှုတ်ဆက်ရင်အဲ့ဒီနေရာမှာရွှေလေးပဲထွက်လာခဲ့ပါရီမမအနန်းကဒီအင်းထွက်သွားတော့မှာပေါ့နော်စောင်းမှာချရေးထားတဲ့လက်ရည်ဝိုင်းလေးကိုအင်းနဲ့ယူပြီးကောက်ဖက်လိုက်ပြီးတပြင်းချကသူမဘက်ကိုလှည့်ဟုတ်တယ်ညီမလေးရဲ့ဒါမဲ့ဘာမှစိတ်မပူနဲ့ညီမလေးကန်းကောင်းတယ်လို့မှတ်လိုက်မမေကြီးကရှင်းပြောထားသလိုတိုက်ခန်းနဲ့လှစိန်ဝေထောက်ပံ့ပေးမှာအနန်းမျက်လုံးလေးဝိုင်းသွားပြီးစောက်လေးကိုယူလိုက်ပြန်ကဘာလို့မမေကြီးကအနန်းကိုဆက်မထားလဲတခင်ကြီးကမကြိုက်လို့လားအင်းနဲ့သူမလေးပြရစောက်အကူထပ်မှန်ကောက်ဖက်ရပြီးအဲ့လိုပဲပြောရမှာပေါ့အခုမိန်းကလေးတယောက်တော့အိမ်ရောက်နေပြီတခင်ကြီးအကြိုက်လို့ထမ်းတာပဲအနမ်းမမပြောစကားမီးလေးထောက်ကနားထောင်လိုက်မိပါရီမိန်းကလေးတယောက်ခေါ်ထားပြီးရင်လားဟုတ်ပါရဲ့လေတခင်ကြီးကအနမ်းမှာမနစ်သက်တာဒါမိညကလေးကအနက်ဘဝပြက်ပြီးသွားပြီတိုက်ခန်းတဲ့ငွေတွေကိုအနက်ဘဝနဲ့လဲလိုက်လိုက်ရလားရမလေးဘာမှစိတ်မကောင်းမဖြစ်နဲ့တခင်ကြီးကဒေါသထွက်အရန်ဆိုတာအနည်းဆုံးတော့ညီမလေးအေးချမ်းသွားတာပေါ့ဟိုတိုက်ခဲမှာအေးစစ်စစ်နေလို့ရပြီအခုတော့နောက်နော်မမအလုပ်သွားလို့မေးဟုတ်ကဲ့မမအနမ်းမမောက်ထွက်သွားတော့မှပြန်ထားတဲ့အထုပ်လေးတွေကဓာတ်ပုံလေးကိုထုတ်ယူရင်ဖူအနမ်းဘဝလေးဖူလုံးအေးချမ်းသွားပြီအနမ်းအလုပ်လုပ်เสียမလို့တော့ဘူးလေသူတို့ကပဲအနမ်းကိုထောက်ပတ်မှာလေဖူဘာမှစိတ်မပူနဲ့နော်အနမ်းအေးစေးလေးနေလို့ရပြီဓာတ်ပုံလေးကိုထိခိုက်ရင်ဖိုးပြုတ်သွားစေဖို့ပြောနေမိပြီအပြောလုံးပြီးမျက်ရည်ကြိတ်တွေဟာစီးကျလာခဲ့ရပြန်နေလမ်းလိုက်တာဖူရင်ဒီလိုအနမ်းတိုက်ခန်းလေးပိုင်နေချိန်မှာပူတက်တာလေးထားချင်လိုက်တာမင်းပြန်လာပြီလားဘာလို့လဲဟိုအနမ်းပန်းနဲ့ကျွန်တော်နေခိုင်းမလို့လားညီမဟုတ်ဘူးညီဝါမေကလေးမနဲ့ညီကိုအတူနေခိုင်းမှာမဟုတ်တော့ဒါဆိုလဲပြီးရပဲဗျာကျွန်တော်ညားကြည့်မိညီတဲ့ပြောကဟုံးတိုင်းထွက်သွားတဲ့ထဲကြောင့်တော့မဟာစကားပေးမဆုံးလိုက်တော့ပြီအင်းနဲ့သွားညီချင်းကြီးကိုသွားကြည့်ဟုတ်ကဲ့မမေတော့မအိတ်ကိုအမိတ်ပင်ခိုင်းလိုက်ပြီးညီပြည့်သူသဘောကျပါစီလို့သာဆူတောင်းနေရပါတယ်တဲ့အိတ်ကန်းနဲ့ဝင်အပေါ်အင်းကြီးထုတ်ကဂရင်ထပ်မှလဲရင်အမောပြေးလိုက်ပါတယ်ဒီနေ့အလောက်တွေအရက်များလုံးလို့စိတ်ကရှုပ်ထွေးနေပြီးနှစ်ဖူးပေါ်လက်တင်ရင်သာဘေးနာနေရလုံနေတဲ့ကောင်းအောင်လေးစိအကြည့်ရောက်သွားတယ်မင်းအနံပန်းလာခဲ့မင်းလေမင်းဘယ်သူလဲဘာလို့ငါခနဲ့ရှောက်နေရလဲမဲဘသူလဲမောင်ကတခင်ကြီးရဲ့အတွက်ခလေးမွေးပေးဖို့လာခဲ့ရပါဘာကွာမင်းကခွင့်ပြုချက်မရှိပဲငါတောင်လာကြည့်ရလေသွားစမ်းဖွားဖွားကျွန်တော်ခေါင်းနေရလေအကန်ထဲကဒေါသတကြီးထွက်လာခြင်းအတန်ကြီးနဲ့အော်လိုက်ခြင်းဟာလေဒေါသထွက်နေရဘာဖြစ်လို့လဲညီဒေါ်မအိတ်တော်ထိန်တော်ဝဲဒီနဲ့တုတ်မြမြအပေါ်တက်ရင်ပါမေးလိုက်ပါရင်ဘာရီလုံနေရလဲဘာလို့ကျွန်တော်ခံနေကိုမိတ်ကလေးတွေရှောက်ပုတ်နေရလဲမြေလှမုံတဘောမကြလို့လားမကြိုက်ဘူးဗျာကျွန်တော်လုံးဝမကြိုက်ဘူးမြေကုန်တယ်မင်းဒီအနမ်းပန်းကိုလည်းမကြိုက်အခုခေါ်လာတဲ့မိန်းကလေးကိုလည်းမကြိုက်ဘူးဆိုတော့မင်းနည်းနည်းမှလုံးရမကြောက်လားမြေနှစ်ယောက်တယောက်ရွှေမောက်ဝင်တော့ဖွာဆုံးမစိုးနဲ့
ကျွန်တော်အနံပန်းနေပဲနေမယ်ဖွာမင်းတကယ်ပြောရလားမြေတီးထားတယ်ပါကောင်းပြီတော့မဟာမြေပြည့်သူရဲ့စကားကြောင့်အနှင်းငယ်တော့စိတ်အေးသွားပါရဲ့ဝတီမင်းဟိုကလေးမကိုခေါ်ခဲ့ဟုတ်ကဲ့မေမေကြီးမြေမင်းအနံပန်းကိုရွေးချက်လိုက်တာနောက်မှမကြိုက်ဘူးဆိုပြီးလာပြောလို့မရဘူးညအနံပန်းကိုမေးခန့်လွတ်လိုက်မယ်ကောင်းပြီဖွာကျွန်တော်နားတော့မယ်စိတ်ရှုပ်ဖို့ကောင်းလိုက်တာတဲဖွားပြည့်သူရဲ့အမေကြောင့်မကြိမ်မနှက်ပြည့်ရင်သာစပင်ကိုထိုးပွားရင်အခန်းထဲပြန်ဝင်လာခဲ့ပါရီမမရဲ့ညီမလေးအရန်လာသွားပြီးကြည်စမ်းမအောင်ကောက်ဝင်းလေးနဲ့မင်းသမီးလေးအတိုင်းမရှင်အနံကိုလေးကိုပိတ်ရင်ကြည့်နေရဲ့မမပဲအနီရောက်ဖဲပြကောက်ဝင်းလေးနဲ့အနံကိုလေးရောက်ချက်ရနေပြီးရင်ပြက်လေးနဲ့မို့ပခုံးလေးကပေါ်လွင်နေပါရီညီမလေးဘာရီတွေးနေရလဲည၈နာရီထိုးတော့မယ်တခင်ကြီးလည်းအနားရှူနေလောက်ပြီးမမပြောတယ်လို့စောက်အောင်နဲ့ဘောပင်ကိုယူသွားတော့အနံကောင်းလေးညည်းပြရမှကရေမော်တန်ထားတဲ့စောက်အုပ်လေးနဲ့ဘောပင်လေးကိုရုံဝဲပိုက်လိုက်ပါရီတခင်ကြီးကအရှိအနိုင်ရှိတဲ့တပ်ပုံမှန်မှန်စလုံးတီစိတ်ရှုပ်နေမလားတွေးမိရင်မျက်နှာလေးမှိုင်ကျသွားပြီးတပ်ပုံလေးမှန်ကျူးစားရေးရတော့မယ်လေအခန်းထဲမှာတခင်ကြီးရဲ့အရှိရောက်ပင်မတွေ့ရသေးလို့အနမ်းမျက်လုံးလေးဝေးကြည့်ရင်ရှာလို့မတွေ့သေးမို့တခင်ကြီးဟောင်းအညူရောင်မွေရကြီးထပ်မှထိုင်လိုက်မိပါရီလက်ထဲမှာပိုက်ထားတဲ့ဘောပင်နဲ့စောက်အုပ်လေးဟာအနမ်းအတွန်းစကားပြောဖို့ဖော်ပြီးရေကျူကန်တကားပွင့်လာတော့အနမ်းကောင်းလေးပေါ်လိုက်မိပါရီအပေါ်ပိုင်းပလာနဲ့တခင်ကြီးဟာအနမ်းအလိုမကျဟန်ကြည့်နေတဲ့အနမ်းမျက်လွှာလေးကြားရင်နဲ့အဲ့ဒီနေရာလေးမှာထားလိုက်မိပြီးမင်းထိုင်နေအနမ်းပန်းထိတ်ချောင်းရုံကသူ့ရဲ့ကလေးမှထားပြီးရှမ်းလုံးရဲ့တူမလေးကိုလက်ကပြပြီးတောင်းလိုက်ကမျက်လုံးလေးဝိုင်းရင်းနဲ့သူ့ကိုတအံ့တအောင်ကြည့်နေတဲ့ကလေးမတကယ်တော့အားလေးပဲငါမင်းနဲ့တူမအိတ်နိုင်ဘူးနော်အဖွားအမြင်မှာမင်းနဲ့ငါတို့အိတ်တယ်ပေါ့ငါတို့နှစ်ယောက်ရှိတဲ့အချိန်မှာတော့မင်းလွတ်လွတ်လပ်လပ်နေငါစီလာမရှုံးနဲ့အနမ်းမျက်လုံးလေးဝိုင်းကမိပြီးကောင်းလေးညရဲ့ပါစောင်းလေးပါစလုံးလေးပဲကိုချာရီပြီးတခင်ကြီးကိုထောင်ပြလိုက်ပါရီအနမ်းတခင်ကြီးပြောစကားနားထောင်မယ်လားပြီးတော့အောက်မှာစိတ်အိမ်မယ်လားကောင်းပြီလေမင်းတီးတတ်တာပဲခဏနေငါအိတ်တော့မယ်အနမ်းတခင်ကြီးအိတ်တော့မယ်ဆိုတာကြောင့်ကောင်းလေးညိတ်ကပဲစောင်းအုပ်လေးကိုစပွဲလေးပေါ်တင်ရင်ကောင်းအုပ်လေးနဲ့စောင်းပါးလေးကိုမှယူလိုက်ပါရီပြီးမှတခင်ကြီးရဲ့ကလေးဘေးဝဲမုံတန်းရှင်းနေတဲ့ကျန်းပြန်လိုက်မှာကောင်းအုပ်လေးကိုတေးတေးတန်းတန်းချလိုက်ပြီးစုံလေးကိုပေးမှချလိုက်ပါရီငါနှားကြည့်ပြီမင်းလည်းအိတ်ချင်အိတ်တော့မင်းညလို့ကိစ္စမျိုးဘရောမှပြက်လာမှာမဟုတ်ဘူးအနန္တခင်ကြီးကိုကောင်းလေးညိတ်ကနှားခင်ရင်လက်အုပ်လေးကြီးကဖုတ်ဖုတ်ရှိမှန်းရှင်းခိုးလိုက်ပြီးစောင်းပါးလေးကိုလွှမ်းကြုံကအိတ်လိုက်မိပါရီညတပြေးပြေးမှောင်ပြီးလူကြီးတိတ်နေကြပြီးတဲ့နှစ်ပူးပေါ်မှာလက်တည်ရင်အခုထိအိတ်မပြောနိုင်သေးဟိုကလေးမှတော့သူ့ကရင်အောက်ကပစံထုတ်လေးလိုကွကွလေးနှင်းနှင်းကြိုက်ကြိုက်အိတ်ပြောနေပါရီအဲ့ချက်မူတူလေးညှိတွားလာပြီးသူ့ရဲ့ရံဖတ်ကအင်းကြီးကိုစောင်းအောင်တင်နေဆွဲယူပြီးဒီနေ့သူစိတ်ကြည်နေလို့မဟုတ်ပြီးသူမလေးပုံနဲ့လှုပ်ပြက်ပြီးပြန်ချလိုက်ပါရီမွေးလိုက်တာမနက်ခင်းအလင်းရောင်တရားဖြာချပြီးရံပန်လေးကလေးတလို့ပဲပြက်နေပါရီသူအိပ်ပျော်နေရမှနှိုးလာပြီးမျက်စိအစုံဖွင့်ကြည့်လိုက်တော့သူရဲ့ရံပန်ကိုခွာပြီးတရှူရှူနဲ့အိပ်ပျော်နေတဲ့ကလေးမလေးပဲသူ့ပြက်ကကလေးထိနေရတယ်လို့ဖခင်လိုပြက်နေကြပြီးကလေးမလေးကလည်းကိုငါနဲ့တမီးလေးလာအထင်းနေရမှသိအိတ်နေလိုက်တော့ဘာမှမသိပဲအိတ်နေမျက်လုံးပင်မဖွင့်နိုင်သေးပဲတိုင်းရင်နဲ့လေပင်လေးကုတ်ပြီးအိတ်ရလေးပေါ်မှာထားလိုက်မိပါရီဟင်ညာအိတ်လိုက်တဲ့ကျန်းပြတ်မဟုတ်ပဲအေးဆက်နေရမှွေရကြီးအောင်အနံပါဆက်လေးဟာရင်နဲ့အံ့ဩနေမိပြီးမျက်နှာလေးရှုံလိုက်ပါရီဟင်အနံမမရောင်တတ်တာဟာမင်းဘလို့လှုပ်ရှောက်လာလဲအမြန်သွားမင်းမသွားသေးဘူးလားငါဟာမြင်လိုက်သေးလားဟင်အနံကပြင်ခွဲကြီးကိုကြောက်အနေရမှာမျက်နှာလေးကိုအုပ်ရင်ခေါင်းလေးအကျဉ်းခါရမ်းနေပါရီမင်းနဲ့နောက်မှရှက်မိန်အနံတလက်ချမ်းပိတ်သွားတဲ့တကားကြောက်ရင်းနေပဲမူတက်နေရကောင်းလေးတာကုတ်လိုက်မိပါရီမင်းအခုနောက်ပြောတာတေးချပါရင်တော့မမြင်ဘူးဆိုတာဟင်ကောင်းပြီမင်းမျက်နှာသွားတက်မှာမလားသွားတက်လေတေတုံမအပြေရမှာစိတ်လျှော့ချပြီးပြောလိုက်ပြီးအတင်းထုတ်ထားတဲ့အင်းကြီးကိုကောက်ဝင်လိုက်ပါရီရေကျိုးကန်လေးပေါမပြေးုံတမဲဝင်သွားတဲ့ကလေးမကြောင့်လေသူ့ရဲ့မျက်ခုံးပင်းသွားပါရီအင်းနံညအမြေခန့်ကိုသွားကြည့်သေးလားအင်းနံမကြည့်ပြဘူးမမဲကြီးညစကားလေးကောင်းနေလို့ညီနဲ့အင်းနံနောက်ကောင်ညီကိုလောက်ကိုတီးပါညီနဲ့ကလေးမအချင်းကိုစောင့်ကြည့်ပြီးအောင်ကလေးမမြေးမြေပါသဘောကျလာပြင်ဆင်ပြီးဟ
ဟုတ်ကဲ့မင်းကြီးညီနိုးပြီလားမနေ့စာတက်ခါရင်စားမလားကျွန်တော်အတွက်ခါကားလေးလောက်ပေးနော်ဟုတ်ကဲ့အသက်မှာတခင်ကြီးကျွန်တော်ဖွားခေါ်ထားတဲ့မိန်းကလေးနဲ့ညအိတ်ဟာအဆက်မပြေဘူးခလေးလိုခွေးလိုနဲ့ကျွန်တော်လေးသူ့ဖေလိုခန့်တော်မယ်မြေဘာရနေတိုင်းဒါကြည့်ပဲကျွန်တော်အလုပ်သွားတော့မယ်ဟဲ့မြေရင်းနှံအနပ်ပတ်နိုးလာရင်မနေ့စာနဲ့စေးသွားတိုင်းဟုတ်ကဲ့မမေကြီးဟုတ်ကဲ့ထားခဏနေမီတင်စပါတော့မယ်ကောင်းပြီဒါနဲ့မော်ရင်အလွှာရှင်ကုတ်နေရောက်လာသေးလားမနေ့ကရောက်လာပါတယ်ဘောင်းနေတွေ့ကြလို့ပြောပါတယ်ကျွန်တော်ဘောင်းမှာထားတဲ့အတိုင်းတွေးခွင့်ညင်းပယ်လိုက်ပါတယ်ကောင်းနေမင်းတေးလာတဲ့ပေါမော်ရဲ့အသိရွေးဖို့စီစဉ်ထားပါအလွှာရှင်တော့နောက်လာမှငွေကြေးပေးပြီးစားတုပ်ပြလိုက်တော့ပေါ့ဟုတ်ကဲ့ထဲရစိတ်ရှုံလို့ခုံပေါင်းမှမိလိုက်ပြီးအိမ်ကမိန်းကလေးတော့သူ့နှင်းထုတ်ချင်ပေးမယ်အဖွားဖြစ်သူကြောင့်မနေ့ထုတ်ဖွင့်ပါလေညမလေးဒီစည်းလေးကို10မိနစ်လုံးညတလုံးပုံမှန်တောင်းအောင်မယ်အားစည်းလေးဒါကကျမကြီးအတွက်အရှမ်းကောင်းနေစီညမလေးတောက်ဖို့မမေ့ရအောင်နော်အိမ်ကြီးရဲ့ပေါ်တီကိုအောက်မှာအနေရောက်ပါစီကားလေးထိုးရက်လိုက်ပြီးတဲလိုက်ရောက်အသေးဖွေပေးလိုက်တဲ့ကားမှာဆွေခနဲ့ဆက်လိုက်ပြီးအိမ်ထဲမှာဓာတ်မှန်စွာဝင်လာခဲ့လိုက်ပါတယ်သူဝင်လာခြင်းအိမ်တကောင်းဝါလေးပေါ်ထွက်ဆောင်နေတဲ့ကလေးမကြောင့်မျက်ခုံးကျုံသွားပြီးမင်းဘာလုပ်နေရလဲအနံပန်တခင်ကြီးကိုထွက်ကြလာတာပါပြောချင်ပေမဲ့စကားတတ်နေရအပြည့်ကိုထွက်မလာခဲ့ဘူးရှာရင်ငါဘာသာတဲနိုင်နေမင်းကမျက်နှာလာမလောက်နဲ့အနံကိုသဘောမကျတယ်လို့ပြောခါထွက်သွားတဲ့တခင်ကြောင့်အလိုလိုပဲဝမ်းနေလာပြီးမျက်နှာလေးညှိုးကျသွားပါတယ်အနံပန်ညီငါစီခဏလာအနံအိတ်ခမ်းလေးတဲတောင်းရောက်ဖို့လှုပ်လိုက်တော့အိတ်ခမ်းမှာစောက်ဖက်နေရမဲမဲကြီးကလမ်းခေါ်လိုက်ပါတယ်ညီကအရန်နှုံအပါလားအနံပန်ညီကိုစိတ်ပါလားမဲဘက်ကမြူးဆွဲခေါ်မှာပေါ့ညီကိုရွေးကြိုက်ခဲ့တဲ့ငါအမားပါပြန်ပြင်းမြုံလည်းမရတော့ဒီညညီမြင်းနဲ့အတူထပ်အိတ်နိုင်အောင်ညီကိုဆွဲဆောင်မဟုတ်ရင်တော့ညီပတ်စံတပြားတက်ကြမှမရပဲညီရွာညီပြန်အနံအကြောက်အကန်လေးလက်အုပ်ချရင်နဲ့နမဲကြီးကိုတောင်းမှန်တိုးရှုံးမိပြီးနမဲကြီးကတော့မျက်နှာထားတဲမှနေအောင်ပဲအနံပတ်စံမရပဲရွာပြန်နေလို့မပြတ်ပါရွှာကဖိုးအိမ်လေးပဲအကျွေးနဲ့တင်းခံလိုက်ရပြီမလားမိနံပန်ငါ့ကိုတောင်းမှန်နေလဲအပိုးပဲဒီညညီတာအရေးချင်းရှိအောင်လို့တော်မဟာအပြက်ပြောရင်ထိုင်နေရမှထပြီးထွက်လာခဲ့လိုက်ပါညီမလေးမျက်နှာလည်းမကောင်းပါလားဘာလဲတခင်ကြီးခန်းနေတော့အိမ်မှာကြောက်နေရလားအနံရုပ်လုံးပုံမှန်လေးရှိမှမျက်နှာလေးကိုစိုက်ကြည့်ရင်အရင်အထက်စားရင်တော့လှပနေတဲ့မျက်နှာကြောင့်အနံဝမ်းသာပြီးမိအလားပြန်တော့တခင်ကြီးနဲ့အတူနေဖို့အတွက်ပါလားဆိုတဲ့အသိနဲ့ပဲမျက်နှာလေးညှို့မိုင်းသွားပြန်ပါညီမလေးရဲ့အခွင့်လည်းပဲညီမလေးအော်မမအနံမမကောင်းလေးညှိပြမိပြီးမမခိုင်ထားတဲ့အဝါရောင်ပန်းလွတ်အင်းကြည့်လေးကြောင့်မျက်လုံးပြူးကျသွားပါဒါမမေကြီးရဲ့မိန်းလေးညီမလေးရဲ့လာပါဒါမှတခင်ကြီးကညီမလေးကိုစိတ်ဝင်စားလာပါအင်းနဲ့သူမလေးကိုချောသိပြောတာရဲ့အခွေခဲထဲမှာဆွဲကြော်လာခဲ့ပါထဲစားကြီးစပွဲမှာကွန်ပျူတာတစ်လုံးနဲ့အလုပ်လုပ်နေရင်သူနာလာတဲ့ချီတန်တိုးလေးကြောင့်မျက်မှောင်ကုတ်သွားပြီးလှဲ့မကြည့်ပဲအလုပ်ကိုသာဆက်လုပ်နေလိုက်ပါအနံမမေကြီးပြောခဲ့တဲ့စကားတွေကိုကြားရောက်နေပြီးဒီနေ့မှတခင်ကြီးကိုမဆွဲဆောင်နိုင်အနံပတ်စံမရပဲရွာပြန်ရမယ်အနံရွာပြန်ရင်ထမင်းငတ်ပြီးသွားနိုင်တယ်ကောင်းဝဲပေါင်းလေးကိုတင်းတင်းလေးစုပ်ကိုင်ရင်ပကုံးလေးကိုအနံငယ်ရှော့ချလိုက်ပါမင်းလူတယောက်လုံးထိုင်နေရမမြင်ဘူးလားအနံအကြောက်ကန်လေးတခင်ကြီးရဲ့ရင်ခွင်ထဲပေါင်ရုံထွက်လိုက်ပြီးမျက်နှာလေးပူပါအနံမမေကြီးစိတ်ခိုင်းတယ်လို့တခင်ကြီးကိုမမြင်ဆွဲရဲပါတော့ပါပြီအနံရွာပြန်ဆိုလဲပြန်มาတော့မယ်အနံပန်ကလေးမော်သွားအိတ်မင်းလူလားခွေးလားသူ့ရဲ့စကားကြောင့်ပြူးပြူးလေးမောကြည့်လာပြီးကောင်းလေးခါရမ်းနေပါငါပြောနေရလေကတဲ့မော်တက်အိတ်လို့မဟုတ်ရင်တော့ငါအစိုးမစိုးနဲ့အနံဒေါသထွက်လိုက်ပြီးတခင်ကြီးကြောင့်ကောင်းလေးသာရေးပြလိုက်ပြီးကောင်းအုံးလေးနဲ့ဆောင်းဖားလေးကိုမယူရင်ဘာလို့တခင်ကြီးဟာသူ့ရဲ့ကလေးမှာအိတ်ခိုင်းတာလေဝက်လာတဲ့ကောင်းဝင်းလေးကပန်းလာတာကြောင့်မျက်နှာလေးပဲနေရပြီးဆောင်းဖားလေးကိုအမီးရဆွဲချုံလိုက်ပါတိန်ညာဆက်နာရီပဲထိုးနေပြတဲ့လက်တော့ပိရင်နဲ့အကျော်ဆန့်ပြီးထိုင်နေရမှထားလိုက်ပြီးကတဲ့မက်အကြီးရောက်သွားပါတခင်ပြန်လာလားထဲအိမ်တဲဝင်ဝင်ကျမ်းမှာထွက်ကြလာတဲ့အင်ကူကြောင့်မျက်နှာအလိုမကျဖြစ်သွားပြီးအနံဖက်ခါတိုင်းလာကြတာမလားဟုတ်တခင်ကြီးအနံဖက်ကနေမကောင်းဖြစ်နေလို့ပါဗမာလေးဟုတ်တခင်ကြီးအခက်မှာပါကောင်းနေထဲအေးစီစကားကြောင့်မျက်လုံးပိတ်ပြီးအိမ်ပေါ်တက်သွားပါ
အထက်အခက်တစ်ခါဖွင့်လိုက်ပြီးကတက်တက်မေးစံပြီးအိတ်နေရဲ့ခလေးမကြောင့်သူစိတ်မကောင်းဖြစ်သွားပြီးခရဲနာတိုးခဲ့ရင်အတားကြီးခေကိုကတက်မောင်းတက်လိုက်ပါရင်ပေးလေးမှသူမပေးတဲ့မောင်းဝဲထိုင်လိုက်ပြီးမင်းတို့ပြီလားတတ်တာလားမင်းနေမကောင်းတော့ကိုကြောင်လားဟဲ့အနန်းတခင်ကြီးကိုခေါင်းလေးကိုညဲပြရင်တော့တခင်ကြီးကရေချိုးကန်တဲ့ဝင်သွားတယ်အင်းနဲ့ရှင်တခင်ကြီးအင်းနဲ့ဘာခိုင်းမလို့လဲအနန်းပန်းကိုဘာကြွေးပြီးလဲစိတ်ရောတက်ရဲ့လားညနေကတော့စေးနဲ့နွားနူလေးတိုက်ထားပါတယ်ဒါနဲ့ဘလို့ဖိုက်ပြစ်မှလဲလူကနှုံးခွေနေရလေအခုချက်ချင်းအားတက်စာလေးတွားလို့ပြီးဟုတ်တခင်အနန်းပန်းမဲဘာပြစ်တာလဲဒါလည်းမဲဘာစားချက်တာလဲဒါလားမင်းရေးစားလားထေရကလေးတပွဲပြစ်နေတဲ့ဒုမကိုလေးကိုခါနဲ့ပခွားနေအသားအရကိုက်ပြီးထဆင်လိုက်ပြီးကတင်တက်မိစေလိုက်ပါတယ်ဒီမှာရေးပြီးရင်တော့ဘာစားမလဲဖြည်းဖြည်းသိမယ်ရွှေကိုအငမ်းမရတောက်နေတဲ့ဒုမလေးဒုမတရေပေးစကားပဲမစုံမဲတီးနေပါတယ်ဖြည်းဖြည်းလို့ပြုံးနေအောင်ကွာမင်းကြည့်အောင်ရွှေဘက်မှရေးရေးစိုးကုန်ပြီအင်ကြီးခဏအင်ကြီးထူအောင်လေးဝေးရမယ်ကြည့်အောင်လူကမြုပ်နေပြီသူစိတ်ပူတယ်လို့ပြောမိပြီးကရင်ပေါ်မှာထားရင်နဲ့အဝိပိတူဆွဲပွင့်လိုက်ပါတယ်ဒါလို့ဆိုအစင်ပြေမယ်ရှော့ဝဲနိုင်လားကိုပြေအောင်နေတီတိုင်းဝဲထားလဲဘာဖြစ်ဘူးဒါပေမဲ့ငါအနောက်လှည့်ထားပေးမယ်ရှားပြီလားကြောက်လိုက်တာထဲအနောက်လှည့်ထားပေးရမှရင်းဆက်လာတဲ့အတက်လေးကြောင့်စိတ်မရှိပဲဖြစ်သွားပြီးသူ့မပဲလှည့်လိုက်ပါရီထဲမရင်ချက်တည်းရဲ့သူ့မလေးရဲ့ပြုတ်မှုကြောင့်မတိမသားပြုံးလိုက်ပြီးမဲအပိုးတွေလောက်မလေးနဲ့မဲတကောလုံးအလို့ရနေပြီးဒီတိုင်းမင်းရဲ့အခိုင်းစိတ်မဟုတ်ဘူးကြပြကဲဆောင်းလေးကိုဆွဲပြီးချုံလိုက်တဲ့သူ့မမင်းနေမကောင်းလေအလုံးလောက်ကြမယ်မင်းနဲ့ကစားရတော့ကြိုက်တယ်မင်းကငါရဲ့ကစားစရာအယုတ်တိတိလေးပဲထဲချောင်းလက်တကြားဖြစ်နေတဲ့မျက်ဝန်းလေးကိုလှစ်လို့ရှုပ်ပြီးကိုလေးကိုခရဲမောင်လဲကြရင်နဲ့သူ့လက်နဲ့ဖက်လိုက်ပါရင်ညီခဏပွားလာပြီးဘာကိစ္စလဲပါဘာမှမဟုတ်ပါဘူးအနမ်းပန်းကိုသွားနှုတ်သူခုတည်းအိတ်နေတုံးလာနှုတ်လိုက်အိပ်ပြောင်နေအောင်ပါနေမကောင်းဆက်အိပ်ပါစေအောင်ထဲအတင်းနှုတ်ခိုင်းနေတဲ့ဖွားဖြစ်သူကြောင့်ကရင်တက်မှာအိပ်ပြောင်နေစေသူ့မောင်ကြည့်ပြီးတော့မဟာထဲရဲ့စကားကြောင့်နေမကောင်းလဲစေးတော့ပါမယ်လေအခု9နာရီထိုးနေပြီအခုချိန်ထိအိတ်နေမကောင်းဖွားရတူတူပြောစက်မှာမြေးလာတိုင်းဖွားပြောစရာရှိရင်ဘာပြောမလို့လဲဖွားမြေးကုတ်တယ်မြေးမလေးနဲ့အဆက်အသွယ်တိတ်မလို့ဘူးဆိုရမြေးမလေးစီကမြေးနဲ့ရှောက်လာတယ်ပြီးတော့နှောင်းလာပိုင်းလောက်ဆိုပြတ်ရောက်မယ်ညီတာဥကိုဝင်ကိစ္စမြေးမလေးလည်းတည်တာပဲခလေးမနဲ့မြေးမလေးကြားမှာတော့အမြင်မကြည့်ရတဲ့ရှိမှာပေါ့ဒါမဲ့မြေးမလေးကဒီအိမ်ရဲ့တက်ခင်မလေးပြက်လာမယ်သူပဲအနံပန်းအချိန်တိုင်းထခွာသွားမယ်သူမြေးပါမှပူးစရာမလိုကျွန်တော်အလုပ်တောင်းတော့မယ်ဖွာမနှက်စာမစားဘူးလားမြေးကျွန်တော်ဟိုမှာပဲစားတော့မယ်ဖွာညီမလေးပါစားကြလဲဘာဖြစ်လို့လဲမမကိုပြောလေဒါမှမမလှုပ်ပေးလို့ရမှာပေါ့စောင်းနေရွှေးပြလေဒါမှညီမလေးကိုမမကူညီနိုင်မှာပေါ့ဒီမှာစားပါရှင့်ဟဲညီမလေးတခင်ကြီးကညတိုင်းအနံ့ကိုနားလှုပ်တယ်တဲ့ပြီးတော့ကြောက်တဲ့အနံ့နောက်ထပ်မလုပ်ဖို့ပြောပေးပါလားတဲ့မမကတခင်ကြီးကိုပြန်မပြောရင်းလေညီမလေးနေမှာကောင်းရင်စားနေရေးပေးအနာပေးဖို့တခင်ကြီးကိုခွင့်တောင်းလေအနံ့မမကောင်းလေးညှိပြရင်တော့လက်ပြလေးပဲအေးဆက်လို့နေပါရင်အေးနံအနံ့ပတ်ပမာလေးတခင်ကြီးပြန်ရပေးလားအခန်းထဲမှာပါတခင်ဒီနေ့တနေ့လုံးခန်းထဲမှာနေရလားဟုတ်ကဲ့တခင်မင်းအခန်းထဲပြေးဝင်လာပြီမဲ့သူမှမတွေ့ရတာကြောင့်စိတ်မရှိဖြစ်သွားပြီးအတားကြီးကိုခုံမတိန်ရင်ရေကျုပ်ကတွန်းလိုက်ပါဆွဲဖွင့်လိုက်ပါရင်အနံပန်မင်းခုချက်ချင်းထွက်လာခဲ့စမ်းမင်းခန်းထဲမှာရှိနေရဲဆိုတာကိုသိရဲ့နော်အနံပန်မင်းအဒီမောင်လာစမ်းဘာလို့လဲဘာလို့ကိုပုံးနေရလဲပြောစမ်းမင်းဟဲ့ပြောလေမင်းဘာလို့ပုံးနေရလဲငိုစရာမပါဘဲနဲ့မငိုစမ်းနဲ့လက်လေးဆက်ရင်နဲ့ပါဇက်လေးအောက်ကောင်တောင်းဝါတန်းနေတဲ့သူ့မလေးညလုံးအိမ်လေးရလဲမေးစက်နေပြီးဘယ်ရောက်နေမှန်းနားမလဲပုံထဲမှာတော့တညာလုံးပြီးခန့်ထားပြီးတကောလုံးသွေးလေးမကြီးများပြက်ပြီးကျင်းထုံလေးကမျက်မှောင်မတိမတာကုတ်လိုက်ပါရင်အနံပန်မင်းတညာလုံးကိုပိုက်ပေါ်မှာအိတ်နေခဲ့ဘယ်မမတ်မိဘူးလားရှားတယ်မင်းငါ့ကိုကျင်းနေလို့အိတ်စိတ်လိုက်တာအနံပန်မင်းကဘလို့ဟာလေးလဲပြီးတော့ညဆိုကိုရဲ့ပေါက်မောအိတ်တယ်ညီနိုးပြီလားထဲခန်းတစ်ခါခောက်တန်းကြည့်ရင်နဲ့သူ့မောင်ကိုလေးကိုအနေငယ်ဖဲခွာပြီးကောင်းလေးပေါ်တိတ်ချလိုက်ပါရင်ဟွာဘာပြောမလို့လဲထဲခန်းရှိမှအဖွားဖြစ်သူကြောင့်အလုံးမကြားပြည့်မေးလိုက်ပါရင်ဟိုကလေးမှမနှုတ်သေးဘူးလားဘာလို့မလို့လဲဖွာ
မတိမပြေပြတ်မေးလာတဲ့ထဲကြောင့်ဒေါမဟာနှက်ခတ်မိလိုက်ပြီးရေကုန်တဲ့မင်းအဲ့ဒီကလေးမှလိုအပ်ထားတဲ့ပို့ပြီးမလိုက်ရောပါနဲ့တော့အဝေးစားသွားလေရောညီမလေးကိုတွားကြွားမယ်ဗျာတော့ဝင်းတကယ်ပြန်လာတော့ပါပေါ့မှာညီမေးမပြောလားတော့အဝေးစားတွားလေတော့ပြီးရင်တွားကြမယ်ကောင်းပြီဖွာမင်းနူးနေပြီလားနံပန်းကိုနဲ့တို့မျက်နှာသွားတဲ့မယ်မရဘူးလေကွာမင်းစက်အိတ်အောင်မလို့လားထိန်ညင်းဆက်နေရကြောင်းမျက်မှောင်ကြီးကုန်းမိသွားပြီးခေါင်းထောက်ရင်ပြောလိုက်ပါရီကိုပြောနေရလေကွာမျက်နှာသွားတဲ့မယ်လို့တဲကောင်းလေးပဲခိုင်ရနေရဲ့တို့မှကြောင့်စိတ်မရွှေပဲဖြစ်သွားပြီးပတ်အိုးလေးကိုကိုင်းလောက်ကပါလေမင်းကကိုနဲ့တို့မျက်နှာမသိချင်လို့လားကိုလည်းမပူပါဘူးဘာရီကြီးကြောက်မလို့လဲကွာခလေးလေးကြနေရပဲကိုကြည့်မယ်ဘာဖြစ်ပြန်ပြီလဲမင်းကဘာလဲမင်းဟာဘာဖြစ်တာလဲခဏနေမှဝင်လေအခုတော့ကိုတို့မျက်နှာသွားသေးကြမယ်မျက်နှာလေးတက်ပေးပြီးတော့ဂရင်ထပ်မှာကိုလေးကိုအသာချပြေးလိုက်တော့ရဲတုတ်နေရဲ့မျက်နှာလေးပြုံးကြည့်မှကိုဝစ်သွားရုံနဲ့ရော့ဒါလေးခဏဝစ်ထားလိုက်ပြီးမှကိုလားစင်တော့ဖွဲခန်းလိုက်မယ်ဘာဖြစ်လို့လဲကိုပြောမှလို့လားဘိုက်နာလားမင်းဟင်းကွာကိုမင်းအတွက်စိတ်တော့ဝယ်ပေးမယ်ကြပါရဲ့ကွာဆရာဝန်မဲခေါ်လိုက်မယ်အခုတော့အကြိုက်ခဲပြောက်စီထိုးပေးထားတယ်မင်းနဲ့အနှဲငယ်လောက်ဆိုရင်တော့တက်တာပါကျေးဇူးပါဒေါက်တာညီမလေးလည်းတက်တာလာတော့မှာပဲညီမလေးကိုကြုပ်ဖို့တွားလိုက်တော့ဖွာအနမ်းမှမသေးချသေးရနိုးလဲမနိုးလာသေးရအနမ်းနိုးလာရင်တော့ထပ်နာနေမောင်ထေစေးထိုးထားတာဆိုတော့မိနစ်ပိုင်းနဲ့တက်တာပါရင်အခုကဆေးရွှေကြောင့်အိပ်ပျော်နေရအကက်ကဲပျောက်ဆေးတွေလည်းပေးထားပြီးဘာမှစိတ်မပူပါနဲ့ကွယ်အမိုင်လူနာလည်းတက်တာလာတော့မှာဆိုတော့ကျမပြန်လာအောင်မေးကောင်းပြီဒေါက်တာအင်းနဲ့ဒေါက်တာကိုသွားဖို့ဟုတ်ကဲ့မမေကြီးညီအနာပန်းကတလောက်လည်းမဟုတ်ပါဘူးနောက်ဆယ်နိုင်ပြစ်နေရပဲမင်းကြောင့်မကြောက်ရေးကြီးခွင့်ကျဲလုံးနေရညီတော်ဝင်အချိန်မီသွားကြွားမယ်မဟုတ်ရင်တော့နှစ်ပတ်မိပါရီမျက်နှာပြက်ကုန်နေမယ်ဝါရလာခဲ့မယ်ဗျာဝါခန်းနေရထွက်နေအပြည့်ပြည့်ဆိုင်ရလေးစိတ်ရဲ့တွင်အနက်ရောင်ဒူဖုံစတက်တူလီနဲ့ခါတူကိုချက်အနီလေးပေါ်မှာအဖြူရောင်ကုတ်လေးပခုံးပေါ်လွှမ်းချုံထားပြီးခီးဆောင်အိတ်ကိုလက်တစ်ဖက်ကဆွေးနေဆင်းလာတဲ့အသက်36နှစ်ခန့်အမျိုးသမီးတူဒမမျက်နှာလည်းအသက်နဲ့မလိုက်အောင်ရှေ့တွဲဖြူနှုတ်နေပြီးနှကန်းထက်မှအနီရောင်ကားလေးဟာကာလာတန်ထားသည့်ဖြူပွေးနှုတ်နေတဲ့မျက်နှာလေးနဲ့လိုက်ပတ်လုံနေပါရီမြေတော်ဝင်ထို့အချိန်မှာသူမနာဝမ်းသာအားရပြေးလာတဲ့အဖွားဦးကြောင့်သူမမျက်နှာလေးပြုံးသွားပြီးအဖွားတုံးဝင်ကလာမကြိုးထင်နေဒေါမဟာမြေးမလေးတောင်းအမေတုံးဝင်ထန့်ထားရဲ့ကိုလုံးကိုဝေးဖက်လိုက်ပြီးလာကြိုးမှာပေါ်မြေးမရဲ့ဖွာတုံးဝင်ဒိတ်ထားတဲ့စုံတယောက်ကိုမျက်လုံးဝေးရှားပေးရမှမတွေ့သေးကြောင့်မျက်ခုံးလေးတုံးသွားမိပြီးထေရောပေါင်းမြေးမလေးရဲ့ရေးတရားကားနာမှာကျန်ခဲ့တာတုံးဝင်ထိတ်ထားမျက်နှာလေးစုပ်ပုတ်သွားပြီးတုံးဝင်ပြန်လာတာကိုကိုယ်တိုင်လာမကြိုးပေါ့ဖွာထေရအရှင်အတိုင်းပဲသူများတွေဆိုရင်ကိုယ်စနီးလောက်အပေါ်မှာထဲ့လောက်မစိမ့်ကားပါဘူးမြေးမလေးရဲ့စိတ်မကောင်းနေရောလာဖွားတို့တောင်းရအောင်မြေးကကိုရက်ပိုင်းအလောက်တိတ်နဲ့စိတ်ဖေးစေးနေလို့ပါဖွားကလေဒေါမဟာမြေးမလေးလျားကိုပြုံးကြည့်ရင်နဲ့နှစ်ဦးအတူကားနာရှောက်လန်းကြပါရီထဲတောင်ဝင်းကလွမ်းနေရထဲကားနာကိုမေးပြီးစောင့်နေရမှရုတ်တရက်ပွေးဖမ်းလာတဲ့သူမကြောင့်မျက်မှောင်ကုတ်မိသွားရင်ဘေးကအဖွားဖြစ်သူရဲ့တီတင်းနေရဲ့မျက်နှာကြောင့်သူမကိုအလိုက်တန်ဖန်ထားပေးလိုက်ပါရီတော်ဝင်ထိတ်ထားတဲ့ရင်ခွင်လေးမှာအဲ့ဒီလိုလှုပ်ရင်းနဲ့မျက်နှာလေးကိုကောင်းမောက်ပြီးနှကန်းလေးဆိုပြီးထဲတော်ဝင်းကိုအရန်စိမ့်ပါရီဟိုမှလည်းတော်ဝင်းကိုစားလေးတောက်မပူထဲစိတ်ဆိုးမှန်ဆိုးလေးဆူလာတဲ့သူမစကားကြောင့်မျက်ခုံးပိရင်နဲ့ကိုတိတ်မှလိုပါတော်ဝင်ဒေါမဟာစိတ်ကောက်နေတဲ့မြေးမလောင်းလေးနဲ့မချောတတ်တဲ့မြေးပြစ်သူကြောင့်ဘေးကပြုံးလိုက်ပြီးကဲမြေတို့အိမ်ပြန်ရအောင်ဒါနဲ့မြေးမလေးရဲ့မိဘတွေကဘရူနိုင်းခီးစရာပြန်မလာသေးဘူးလားဟဲ့ဖွာဒယ်ဒီတို့ကကြောင်းမှာတော်ဝင်ရောက်ဖွားတို့အိမ်လိုက်နေမှာနော်ဟုတ်ပါပြီမြေးမလေးတဘောကဲအိမ်ပြန်ရအောင်ခဏနေပူတော့မယ်ဟုတ်ဖွာခြေသူမရဲ့ခီးဆောင်အိတ်ကိုကားထဲမှာထည့်ကားတစ်ခါအသေးဖွင့်ပေးလိုက်ပါရီဒေါမဟာပြောရင်းနဲ့ထဲအလိုက်တဲ့ဝင်လာပေးရဲ့ကားထဲမှာတဝင်းထိတ်ထားနဲ့အတူဝင်ထိုင်လိုက်တော့ထဲလဲမောင်းသူနေရဝင်ထိုင်ရင်မကြောက်ကားလေးလည်းအဲ့ဒီလေရင်ကွင်းကြီးမှာထွက်ခွာလိုက်ပါရီတကယ်မှလေမင်္ဂလာပါ
တောင်ရောက်တာကားပေါ်မှာစင်စင်ကြမ်းမှစက်အိမ်မှရှိရဲ့အိမ်အစိတ်ကလေးတွေဟာကိုစီယူကျိုးစွာထွက်လာကြပြီးတုံဝင်ထိတ်ထောက်နှုတ်ဆက်ကြပါ၏ဒေါမဟာတုံဝင်လက်ကိုဆွဲရင်မှအနာမရက်နေရဲ့အိမ်စိနန်းကိုပင်းကြည့်လိုက်ပြီးအေးနန်းညီမိတ်ကလေးတွေခေါ်ပြီးမြေမောင်လေးပစ္စည်းတွေကိုအခန်းထဲနေရာသွားချပြီးဟုတ်ကဲ့မမေဖွာကျွန်တော်သွားနာတော့မေညီကုန်ထိန်ဒေါမဟာအိတ်ဒေတာလော်ကြီးဝင်ဖို့အတွက်လှုပ်နေရဲ့ထက်ကိုလေးတန်းပြပြနဲ့ခေါ်လိုက်ပြီးမျက်နှာဒိန်းနေကမြေမောင်လေးကိုမှပြန်ရောက်လာတာအိတ်ခန်းထဲမှာစကားလေးပါလေးပြောမှာပေါ့ဖွာရအပူရီတော်ဝင်ကိုသွားနာတော့မေနောက်မှတွေ့မယ်ထက်စိတ်မရှိသလိုဖွာဖြစ်သူနဲ့ဇနီးလောက်ပြောလိုက်ပြီးမြန်ဆန်တဲ့ခြေလမ်းတွေနဲ့အိမ်ပေါ်ပြေးတက်လာခဲ့ပါ යි ။ဖွာထဲကတုံးရဲ့ပေါ်မှာစိတ်ကားနေတယ်လို့ဒါနဲ့ကိုဝင်ဆောင်ပေးရမိန်းကလေးဟောမျက်နှာလေးညှိုးနှံကဆိုးလာတဲ့မြေမလောင်းလျာလေးကြောင့်ဒေါမဟာမျက်နှာပြန်လိုက်ပြီးမြေကစိတ်ပင်ပန်းနေလို့ပါမြေမလေးရဲ့ဖွာခဏနေဟိုမိန်းကလေးကိုတွေ့ဖို့ခေါ်ပေးမယ်အခုတော့ခန်းထဲသွားနာကြတာပေါ့ဟုတ်ပါဒေါမဟာတုံးဝင်ထိတ်ထားတဲ့လက်လေးဆွဲပြီးအိမ်ထဲခေါ်လာခဲ့ပါ යිမင်းနိုးနေပြီလားနန်းပန်းတဲခန်းနဲ့ဝင်ဝင်ချက်မှာဂရင်လေးထပ်မှာမိပြီးငငယ်ရီရီထိုင်းနေတဲ့တုံးမလေးဖေးနောက်ဝင်ထိုင်လိုက်ပြီးမေးလိုက်ပါ යිကိုမင်းအပြေလေဘိုင်ရောတက်တာရဲ့လားတဲကောင်းလေးတာညင်းပြပြီးပြေးလိုက်ပါ යිပြုံးမိရင်နဲ့စံရွှေရွှေလေးတွေကိုပုတ်တက်ထိတ်ကန်လိုက်ပြီးမနှက်စာစားပြီလားကိုနဲ့တူစားမလားအနန္တခုမေးတခုမေးနေတဲ့တခင်ကြီးကြောင့်မျက်လုံးလေးပြိုးသွားပြီးတခင်ကြီးရဲ့မျက်နှာကိုမေးလိပြီးထောက်ကကြည့်မိပါ යිဘာဖြစ်လို့လဲကိုမျက်နှာမှာဘာပေးနေလို့လဲမင်းကအလဲလေးထဲသူမျက်နှာကိုစိုက်ကြည့်နေတဲ့တုံးမောင်လေးကြောင့်မျက်နှာကိုစမ်းကင်ပြီးတော့မပြီးတပြီးအတန်းလေးနဲ့ရေးလိုက်တာကြောင့်ပါလေးကိုပြညစ်ပေးလိုက်ပါ යිကိုကချောနေလို့လားနန်းကျင်နေပြီမေကိုတရားခါလေးကနေရက်ဖက်ထဲတီထိုးတန်းပြီးမျက်နှာမော့ရင်းနဲ့နှက်ပြက်လိုက်ပြီးခန္ဓာကိုယ်လေးကိုပြညစ်လိုက်ပါ යිအနံပန်တရားနန်းဆိုင်မဝဖြစ်ရင်တကားခောက်တဲ့ကြောင့်ကျစ်တတ်မိနေပြီရင်ခွဲနေရတုံးမလေးရတော်တော်လေးကောင်းလေးပေါ်လာကမျက်လုံးလေးဝိုင်းကျိန်လာပါ යිချဲကိုလေးကိုအသာရဖေးခွာလိုက်ပြီးကိုမန်းလိုက်ကဘာကိစ္စလဲဘာတူလဲဟုတ်တခင်ကြီးမမေကြီးကအနံပန်းခေါ်ခိုင်းလို့ပါဘာလို့ဖို့လဲအေးနန်းမသိပါဘူးတခင်အခုချက်ချင်းလာပါလို့ပြောပါ යිကောင်းပြီထဲအခန်းပြင်ဟာအိမ်စီရင်စကားတန်ကြောင်ထမှန်ကျက်တတ်မိပြီးအခုဒီသူပြပြလေးကြည့်နေရှာတဲ့တုံးမလေးကိုညက်ခုံးလေးတုံပြီးကြည့်ရင်နဲ့မင်းကိုဘာတွေ့ဖို့ခေါ်နေရဲ့ကိုဟောတခါလေးလိုက်ခဲ့မယ်ထေရသူမကိုပေါ်ကအင်းကြီးလေးကိုပြန်ပေးပြီးကရင်ထပ်မှာဝေးကျင်လိုက်တာကြောင့်ကျန်းပြန်လေးကိုမျက်လုံးလေးဝေးပြရင်အောက်ချပြီးဟိုတောင်းဆုပ်လိုက်ပါ යිသူသူမစကားလေးလေးရှုပ်လိုက်ပြီးကြောင်းဝဲတယ်လို့ပြက်နေတဲ့မျက်နှာလေးကိုစိတ်မချစွာကြည့်ရင်အခန်းထဲမှာပွေပြီးခေါ်လာခဲ့ရပါ යිဖွာအနံ့ကိုဘာပြောမလို့လဲထေသူမလေးလက်ကိုဆွဲကအိတ်ခန်းထဲခေါ်လာရင်အတင်းဆောင်နေတဲ့ဖွာဖြစ်သူပေးလိုက်ပါ යිဒေါမကလေးမလက်ကိုဆွဲထားတဲ့မြေပြက်သူကြောင့်ပေးမထိုင်နေတဲ့မြေမလောင်းလျာကိုကြည့်နေမျက်နှာပူသွားပါ යිညီဖွာအနံပန်းတယောက်လေခေါ်ရနော်မင်းကဘာလို့လိုက်လာလဲထဲပစောင်းရှားနေထွေနဲ့ကြက်တက်လိုက်ပြီးသူလေးနောက်မှာဝဲပုံမှန်တန်ကြောက်ရွံ့နေတဲ့တုံးမလေးကိုသူနဲ့အတူစိုးဖာပေါ်မှာထိုင်စေလိုက်ပါ යිအနံကဘာပြောမလို့လဲဖွာပြီးတော့အနံကနေကောင်းတာမဟုတ်ဘူးထဲကအရိတ်ကောင်းမလေးနဲ့ဖားဆိုင်လို့စိတ်ပူနေရလေတောင်ဝဲကိုကြားတော့ရှိရလို့တောင်တတ်မှတ်ရလာရင်မင်းငင်းငင်းလေးနေစမ်းအနံပန်းထဲမျက်နှာလေးညှို့ချပြီးစိတ်ပူတယ်လို့ဖြစ်နေတဲ့တုံးမလေးကြောင့်မကြတဲ့ချိန်ကောင်းငန်းလိုက်ပြီးတော်ဝင်ကိုတောင်းမှန်ပါတယ်ကိုနဲ့အနံတက်ဆိုင်နေပြီမလို့ပါထဲညီဒေါမဟာနဲ့တော်ဝင်ထိတ်ထားတော့ထဲကိုတုံးလို့ဆိုအုံမိကြပြီးနှစ်ဦးလုံးရဲ့မျက်နှာမှာလည်းမှောက်မဲလို့နေပါ යිထဲဘေးကကြောင်ရုံထိတ်ပြပြီးအေးဆက်နေတဲ့လက်လေးကိုအနှွေးတောက်ဖွားဖွားလေးပေးရင်နဲ့သူမပြောတတ်မှန်သိပေမဲ့သူပြောမိပါရဲ့သူဟန်ဆောင်ပြီးနေလို့မရတော့အဲ့ဒီအခလေးမပေါ်မှာသူချစ်ခင်ဆုံးမနေမိပြီရေအနံပန်းကိုအခန်းထဲမှာလှုပ်လိုက်တော့ဖွားမင်းကိုပြောစီရရှိဖွားလှုပ်လိုက်ဆိုလှုပ်လိုက်ကောင်းတယ်ကောင်းပြီကိုခဏနေလာခဲ့မယ်မင်းအခန်းထဲကိုတွားနေတော့နော်ဘိုက်ဆိုင်အေးနှံကိုတစ်ခုခုလှုပ်ခိုင်းလိုက်အနံ့ရဲ့လက်ပြောင်းလေးဖေတုံတုံရင်ရဲ့တခင်ကြီးခတ်မှရှုံးကန်ရင်ကောင်းလေးညှိပြပြီးမမဲကြီးနဲ့မမဲကြီးဘေးမှာထိုင်နေရဲ့မမလှလှလေးကိုပဲမော်မကြည့်ရတော့ပဲအဲ့ဒီနေရာမှာရွှေရွှေကျွတ်ကျွတ်ပဲထွက်လာခဲ့ပါ යිညီဒါဖားတဘောလေမ
င်းကိုကလေးမအပေါ်မှာဘာတွေများစိတ်ရနေပြီလားမင်းအနက်နေချနေပြီလေမြေဟာအမလီတေတုံးမရဲ့စကားကြောင့်ဒေါသထွက်ပြီးအိတ်ခမ်းရှိစပွဲကိုကန့်ပြလိုက်တော့တော်ဝင်ကိုလေးအလန့်တကြားဖြစ်သွားပြီးရံပန်းလေးကိုလက်ကမိတော့ပါတယ်ဒေါမဟာမြေပြည့်သူရဲ့ပုံစံကြောင့်တက်ခတ်လောက်ပြီးညနေထားတင်းခါပဲကုန်းတယ်မင်းစန်းစားစိတ်ကြင်ကြံတိတ်နေပါလားမင်းတို့ကုန်းဝင်းထန်စက်အင်ကြီးရဲ့တခင်ကြီးတနည်းအားဖြင့်အမွေတွေကိုစက်ခံရမယ်ငါရဲ့တူရီတော်မျိုးစံမင်းဘာမဟုတ်တဲ့ခလေးမအတွက်ဘဝနဲ့မခံတော့မလို့လားအဲ့ဒီခလေးမသူ့ရသူပြန်ပို့ရမယ်ဦးကျန်းထားဦးကျန်းထေးပြီးအနုလန်းနဲ့ရွှေခွက်ကိုပါနှိုက်သွားလိမ့်မယ်ဖွာကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အမှန်အတိုင်းပြောရရင်တော်ဝင်ကိုချက်လို့မရဘူးကျွန်တော်ချက်နေမိရအနမ်းမေတိတ်ဆန်ဓမ္မရဲ့စပွဲပေါ်မှာလက်ရိုက်တန်အားကြီးကျယ်ဟဲဟီသွားပြီးအနောက်မှရွှေတောင်းဝင်ထိတ်ထားခမရလဲမျက်ရည်အရွှေသားနဲ့ထိတ်ကိုတောင်ဝမ်းနေစွာကြည့်နေရှာပါတယ်ထဲလက်သေးကိုကျက်နေပါအောင်ဆုပ်လိုက်ပြီးဖွားပေးကျွန်တော်နန်းကိုဆွဲလန်းလာဖွားပေးတုံးဖို့ခဲ့ရလေကျွန်တော်အနံပန်းဆိုတဲ့ကလေးမှမရှိပဲမနေနိုင်အောင်ကျွန်တော်အနံကိုချက်တယ်အရန်ချက်တယ်ဗျာအမိုက်ကောင်ဓမ္မဟာအော်ဟစ်နေရင်ထဲ့ရဲ့ပါကိုပြင်းထန်စွာရိုက်ချလိုက်ပြီးစုရဲကပဲမင်းစိတ်မင်းပြန်ထားပါခလေးမမနဲ့ပြန်သူ့နေရာသူပြန်ပို့မယ်ညီမလေးတုံးဝင်းကိုပဲမင်းလက်ထားမယ်ထိန်နာကျန်သွားတဲ့ပါကိုထိကင်နဲ့အန်ဦးတင်းတင်းကြိတ်လိုက်ပါရင်လှုပ်ကြည့်လိုက်လေပါအနံကျွန်တော်ပင်ကအဝေးထွက်သွားတာနဲ့ကျွန်တော်တူးနှောက်လိုက်ပြီးသားပဲဖွားလေကျွန်တော်ရဲ့တွေးတောင်းလို့တောင်မတတ်မှတ်နိုင်တော့မင်းဓမ္မဟာအပြည့်ပြောင်းနေခြေဆောင်ခံပြီးထွက်သွားတဲ့မြေပြည့်သူကြောင့်ရှင်တပတ်မှနဲ့ကျင်းဟိရာဘေးကအငိုအရွှဲပြည့်နေတဲ့မြေမလောင်းလျအောင်လေလုံစွာအားနာနေပါရင်တကားအကွဲလေးမှာမျက်တောင်မခဲစိုက်ကြည့်ရင်မျက်ရည်ရွှဲသားနဲ့ပြေးထွက်သွားတဲ့ပုံရိပ်တေးသေးလေးရလေအမြင်ပေါ်နိုင်အောင်ကြည်ကွဲဝန်းနေသွားရှာပြီးဖွာညီမလေးရဲ့ညီကခဏတောင်စိတ်ရင်သွားတာပါကွယ်ယောက်ျားလေးဆိုတာဒီလိုပါပဲဖွားတို့စောင့်ကြည့်ကြတာပေါ့အဖွားဟိုမိန်းကလေးကိုညီကိုလုံးဝတဘောတူမှာမဟုတ်ဘူးဖွားတို့ဆိုင်အင်းရဲ့အရှင်တခင်မလေးဟာညီမလေးတော့ဝင်ပဲဖွားရဲ့ဓာမဲ့ထေကဖားတောင်းဝန်ထားပါညာဖွားတို့အချိန်ကြီးကိုရင်ဆောင်ကြည့်မယ်ပြီးတော့ဖွားတို့အနုနီနဲ့ကလေးမလေးကိုအိမ်ဟောထားသွားလောရမယ်တော်ဝင်ထဲကိုဆုံးရှုံးမခံနိုင်ပါဘူးနော်တော်ဝင်ပြန်လာတာနောက်ကျသွားရလားအခုတော့ထေကတော်ဝင်ပြန်ရအောင်ချင်းညီမလေးရဲ့တော်မပြန်ရောက်လာတဲ့ခိတ်ရမလားပါတာကြောင့်တပြင်းကြိတ်ချပြီးရင်ခွင်ထဲမှာညီမလောင်းလျာလေးကိုနေသိမ်ချောမြူနေပါရင်အနန်းပန်ကိုကောနေရလေမဲပါမှာလေအနန်းရေကိုရဲ့ခလေးငယ်လေးထေအခက်အနက်မှာရှောက်ပြီးအော်ဟစ်နေပြီမယ်အရက်ရောင်လေးပဲမတွေ့ရတာကြောင့်လက်ထုံလက်နဲ့ဖေးပြီးလူအောင်လေးတော့ကစိတ်တွေလုံးစွာပေးမှန်းနေပြီးကတဲ့ထက်မှာခဏလှဲချထားလိုက်ပါရင်မပြတ်ပါဘူးလောကရန်နဲ့စင်ရမှုတွေကိုသူ့ချက်နေပြီးဖြစ်တဲ့မိန်းကလေးကိုမခံစားစေခြင်းစိတ်ရှုပ်ထွေးစွာဒိတ်မြင်ရင်ပျောက်ဆုံးနေတဲ့သူ့ရဲ့ချစ်ဆုံးလေးကိုရှာဖွေဖို့အတွက်အိယာထဲမှာပြန်ထားလိုက်ပါရင်ဟာဒေကရင်အောက်မှာငိုရှိုက်တန်ကြောင့်ရှင်ထဲမှာဟာကနေပြတ်သွားပြီးပြန်ဆန်းစွာပဲကတဲ့အောက်ကိုငုံကြည့်လိုက်ပါရင်သူ့နောက်ကျောပေးထားပြီးယုံလေးလိုဝှက်နေတဲ့ပြုတ်ရောက်ပုံရိပ်ငယ်လေးဟိတ်လာစမ်းကို့ပုံနေရဲ့ပေါ်မင်းကလာခဲ့မင်းအနံမိုးကျန်းစွာပဲကြုံကြုံလေးထိုင်နေမိရင်တခင်ကြီးခေါ်တာကြောင့်ကောင်းလေးရှမ်းကညှင်းဆန်လိုက်မိပါရင်အနံနဲ့တခင်ကြီးကလုံးဝမပတ်သက်တဲ့တော့ပါတခင်ကြီးရဲ့နှွေးပြလာတဲ့ရင်ခွင်ကြီးကိုခုံးမဲ့သွားမှကြောက်တယ်ထေသူရဲ့စကားကြီးဆိုင်တယ်လို့ကောင်းလေးတောင်ရမ်းပြလာတဲ့သူ့မလေးကြောင့်ညစ်ကြဲပြုံးရင်သူအင်းကြီးလန်ကိုပင်ကရင်အင်းကြီးကိုတမားရဲလန်နဲ့တွန်းဖယ်လိုက်တော့ရင်ဘာလို့ကရင်အောက်ကိုဝင်နေရလဲကြည်စံကွာမျက်ခုံးနေပဲမှုနေပြီဘာလဲဖွားဟောကြောက်လို့လားပါမစိတ်ထဲမထားနဲ့နော်မဲဘမှာကိုရှိရင်ထဲနှုတ်စိတ်နေတဲ့သူ့မလေးကိုချော့မြူပြောင်းလိုက်ပြီးကတင်လေးထပ်မှာကိုလေးကိုချောက်လိုက်ကကတိုံနေရတကြပြန်လိုက်ပါရင်လုံရသွားတဲ့ကရင်ချောင်းကြောက်ရွံ့သွားတဲ့ကိုလေးကကိုထဲပြုံးလိုက်ပြီးသူ့မနောက်ဝဲထားလိုက်ကမင်းကိုဘယ်လိုမြင်လဲကြောက်လားသူမေးလိုက်တော့ကောင်းလေးသာညှိပြန်ရှာတာကြောင့်သူပြုံးလိုက်ပြီးပါလေးကိုပနောက်ပြင်းညင်ပေးလိုက်ပါရင်ကိုမင်းကြောက်စရာမလိုဘလောက်ဆိုတဲ့အရာတွေပဲဖြစ်ဖြစ်မင်းကိုနဲ့အတူကြောက်ပြရမယ်ကိုမင်းကိုစိတ်ဝင်စားတဲ့အနံပန်းကိုမင်းကိုချက်တယ်မင်းညင်းလို့မရဘူးမဲလာတေးသေးလေးကိုကိုကအမြဲစုပ်ကိုင်းထားပါမို့ထိတ်သူမကိုတေးသေးလေးကိုကတင်လေးထပ်မှလှဲချလိုက်ပြီးသူမလာလေးကိုဖေးစုပ်ကိုင်းလိုက်ကလေတိုင်းလေးစီမှာ
သူ့ရဲ့နှခမ်းလေးကြောင်ရောက်သွားပြီးအနံဆိုးသွန်းလာတဲ့တခင်ကြီးရဲ့ပြုတ်မှုလေးကြောင့်မျက်ရည်တွေပဲအလိုလိုစေးကြောင်လာရကမပြည့်တဲ့မှာအနံနဲ့တခင်ကြီးကဒီလိုအချင်းနေမပြည့်တဲ့တော့မမေကြီးကလည်းအနံကိုရွှာပြန်လွတ်မယ်တဲ့အနံကြောက်တယ်ရွှေစရာမဲအနာကကြီးကိုကြောက်နေမိပါရီထေကောင်းလေးကိုစုပ်ကန်ရင်နှကမ်းဖူးလေးကိုတက်ဝါကျနှမ်းလိုက်ပါရီအထီးတွေ့ရကြမှာကောက်လင်ရှုံတုတ်နေတဲ့ခန္ဓာကိုယ်လေးဟာအထီးတွေ့ကိုကျင့်သားမရသေးပုံပဲကိုနာမနေရတာပြောရဲလားကိုတော့မင်းနာပါမြင်းနေခြင်းနဲ့ချစ်တယ်ကွာမင်းကိုသိချက်နေပြီထဲချစ်ချောင်းလေးတီတာပြောလိုက်ပြီးအချက်အမှတ်သားလေးကိုတုံးမလေးရဲ့အနမ်းပန်ညီကိုမမဲကြီးကခေါ်ခိုင်းလို့အနမ်းမျက်နှာတစ်ပိကစားဇပန်လေးကိုစီးနှောင်နဲ့အိတ်တော်ထိန်အတော်ကြီးကပြောလာတော့ထိတ်တန်းလန်လန်ကောင်းလေးညှိပြလိုက်မိပါရီတော့မယ်ညီမြင့်မြန်လို့မမဲကြီးကစိတ်ရွှေရမဟုတ်ဘူးအနမ်းအတော်ကြီးရဲ့စိတ်မရှိတယ်လို့စကားကြောင့်ကောင်းဝင်စားလေးကိုကြက်ကြက်လေးစုံရင်တာကောင်းလေးညှိပြရင်အဲ့ဒီအတော်ကြီးနာမှာရွှေရွှေလေးလိုက်လာခဲ့ရပါရီထိုင်နေဒေါမဟာမြေးမလောင်းလျာနဲ့စုတ်ဖာကုံမှာအထက်စည်းစံပြီးခြေကျိတ်ထိုင်နေနဲ့တုံရင်စွာအနားလျှောက်လာတဲ့ဒုမလေးကိုအမိတ်ပေးလိုက်တဲ့အနမ်းမမဲကြီးနဲ့မမလှလှမဝဲမရန်ကြည့်မိရင်ကောင်းလေးငုံကကျမ်းပြင်လေးအောင်ထမ်းချလိုက်မိပါရီညီအရေးကျမစိုးပါလားအနမ်းပန်မြေးလေးလိုဂုံတရရှိလူကြီးလူကောင်းအများလေးစားအားကြရတဲ့တခင်ကုံပုတ်ကိုလက်ဆွဲကင်ထားတဲ့သူအများညီလိုခလီတက်တာလေးဟာအနံ့ကြောင့်လို့ဆွဲဆောင်နိုင်တာငါအံ့ဩတယ်ရင်ဘတ်စီတီပြီးဒေါသတကြီးပြောလာတဲ့မမေကြီးကြောင့်အနံ့မျက်လုံးလေးအပြူသားပဲပြတ်သွားပြီးနှလုံးတုံမတက်လွန်စွာကြောက်ရွံ့သွားပါရီဒေါ်မဟာမခက်မရက်နိုင်ဖြစ်ပြီးမျက်နှာမဲ့ချလိုက်ခါပဲညီ့ငါနှင်ထုတ်ချမ်းပေးမယ်ငါမြည်ညီနောက်အနံ့ကျနေပြီကောက်ကောက်ပေါင်လိုက်သွားမှမို့ငါနှင်မထုတ်တော့ဒါပေမဲ့မင်းအုံနောက်ထဲဆွဆွမှတ်ထားပါငါမြည်နေညီနေကဗရက်များနဲ့ရွှတ်နုံလိုပဲဘဝချင်းအဆင့်အတန်းချင်းအရန်ခွဲချတယ်ညီလိုလူသိရဲဆိုတာငါမြည်နဲ့ဝေးနေပါညီနဲ့ငါမြည်နဲ့အလောက်ကိစ္စဒီနေရာမှာတင်ရမယ်မြေဥကိုလည်းမွေးဖွားပေးစရာမလိုတလို့ငါမြည်ထီတွေ့ရအောင်လဲညီညီခံစရာမလိုတော့ဒီနေရာစပြီးညီဟာဒီစံအိမ်ရဲ့ကြုံတယောက်ဖြစ်သွားပြီဟဲ့အနံ့ရှိလျားရဲ့မမဲကြီးရဲ့စကားပြေကိုနားထောင်ရင်မျက်ရည်တွေဟာအလဲလေးစေးကြောင်လာပြီးကောင်းလေးသာအသွင်သွေးခါရဲရဲနဲ့မထွက်လာလေးရဲ့စကားတန်းနေနဲ့အကြောက်ကန်လေးရှင်းပြနေမိပါရီအနံ့တထေးကြီးကိုမရှိရွယ်ခဲ့ပါတခင်ကြီးအနံ့ကိုနှစ်သက်ဆုံးမတာခဏတာလောက်ပဲအနံ့တခင်ကြီးပေါ်မှာညင်းဆက်မှာပါတော်မကောင်းလေးငုံရင်ရှိုက်ငုံနေတဲ့တို့မမဲရွက်ကြည့်ပြီးတက်ခောက်ရင်နဲ့မြေမလေးဘက်ကိုလည်းကမြေဘာပြောကြတယ်လဲဝါတော်ဝင်ထိတ်တာတော်မအောင်တက်ချက်ကြည့်ရင်နဲ့မဲပြုံးလေးပြုံးလိုက်ပြီးတော်ဝင်ဘာမှမပြောတော့ပါဘူးကွာသူ့အသေးစိတ်ရှိရင်တော့စင်ကြက်မှလိမ့်မယ်မြေမလေးတဘောပါတော်မဟာမြေမလေးကိုပြုံးပြလိုက်ပြီးအခုထိရှိုက်ငိမ်ပြီးငုံနေရဲ့တို့မလေးကိုအလိုမကျကြည့်လိုက်ပြီးညီဒီနေ့ကစပြီးအေးနှမ်းနဲ့အတူစက်တုတ်ကမ်းမှနေရမယ်ညီအခန်းထဲကညီအတုံးဆောင်တွေကိုအေးနှမ်းနဲ့အတူသွားရွှေ့ကြည့်အနံ့ကြောက်လွန်လို့ကရိုးကရိုင်လေးထားနေရမှထားရလိုက်မိပြီးကြောက်တော့နေရဲ့လက်လေးနှစ်ပန်းနဲ့ကောင်းဝင်စလေးကိုလုံးကြည့်ရင်သာအဲ့ဒီနေရာလေးမှာပဲရှောက်လာခဲ့မိပါရီတဲစီးလာတဲ့အနိတ်အောင်ကားလေးစက်အင်ကြီးရဲ့ပိုတီကိုအောက်ထိုးရလိုက်ပြီးကားကုံမောင်တင်ထားတဲ့ပန်းစည်းကျင်းနဲ့ပန်းသားရုံလေးကိုရှို့ရင်ကားပေါ်မှာဆက်လိုက်ပါရီထဲပြန်လာပြီလားတော်ဝင်ကမျောနေအားအတင်လာကြိုတဲ့သူမကြောင့်จิตသက်မိလိုက်ပြီးကိုသွားနာတော့မယ်တော်ဝင်ထဲကလည်းထဲကအမြဲတမ်းတော်ဝင်ပေါ်အေးဆက်တာပဲနော်ဒီရုံးနဲ့ပန်းစရာဘသူအတွက်လဲပန်းလေးကတော်ဝင်အကြိုက်ကျူးလက်ပန်းလေးပါလားသူဝယ်ခဲ့တာသူမအတွက်မှမဟုတ်ပဲထဲတော်ဝင်အတွက်လားလို့တော်ဝင်ကျူးလက်လေးပြီးတိုက်တာထဲမှတ်မိတာပဲတော်ဝင်မင်းယူလိုက်တော့ကိုသွားနာတော့မယ်ကျေးဇူးပါနော်ထိန်တော်ဝင်ထည့်ပေးခဲ့တဲ့ပန်းစည်းလေးကိုမြောက်ကန်ရေးပြုံးပြုံနေပြီးသူမအတွက်ရွှေရွယ်ပြီးဝယ်ခဲ့တာမဟုတ်မှန်သေးပေမဲ့လေခြေရသူယောက်ျားသားရဲ့လက်ဆောင်မှုကြောင့်ခြေနှုံမဆုံးပါဘူးမေပဲရောက်နေရလေထဲခန်းနဲ့ဝင်ဝင်ကြမှာသူမလေးကိုမတွေ့ရတာကြောင့်ကြက်တက်ရင်သာအနောက်တိုင်းဝိစုံအိမ်နေရင်ညဝိစုံနဲ့လဲဝဲလိုက်ပါရင်ပြီးလေမှာမျက်ခုံးတုံပြီးခါထောင်းမိပြီးရန်တာဘက်မျက်လုံးဝေးကြည့်ပေမဲ့လည်းမတွေ့ရကြောင်းမျက်နှာကြည့်ရနှီးရဲ့ခက်ထန်သွားပြီးအခန်းပြေဝုံတိုင်းထွက်လာခဲ့ပါရီဝါအနံ့ဘက်မှာလဲညိမဲပါပြင်းနေရလေအလောက်ကပြန်လာလဲအေးစိမ့်နာပါအနံ့ရောဘာပြန်လုံးလိုက်တာလားအခုချက်ချင်းကျွန်တော်ပြော
ကျွန်တော်အနန္တကိုလိုက်သွားမယ်ညီကုန်တိန်မင်းအိတ်တွေလေးထိမှပေါ့မင်းရဲ့ကလေးမအောင်ပဲတန်တန်ဆွဲပြက်နေရလေမင်းကိုမင်းစဲကြိုးတက်လေးများမှတ်နေသလားဘာဆိုင်လို့လဲပေါ့ကျွန်တော်အသက်40နာနီးရမှန်းနေအနန်းနဲ့ဆိုတိတ်กว่าလွန်လာတည်ရဲ့ဒါပေမဲ့ဗျာကျွန်တော်နန်းကိုတိတ်ချစ်တယ်လေပေါ့မဖြစ်နိုင်ဘူးကွာအနန်းဘက်မှာလေဘာလို့ဘဲနာပုတ်ထားလဲကျွန်တော်ယနေ့ပူနေပြီဗျာမြေမင်းကုန်ချိန်ရှေ့ရဲ့စက်အိမ်မှာရှိနေအောင်မေမင်းအေးစီသွားနာပါဒီနေ့အောင်စားပြီးအဲ့ဒီကလေးမနဲ့ဝေးဝေးနေရမယ်ဘာမှမရဘူးပြောအခုချက်ချက်နန်းဘက်မှာလေဘာထိတ်ဟာတစ်ချိန်လုံးတော့မဟာနာတိတ်ဆိတ်နေရင်တော့ဝင်တရဲ့ရင်ကွဲမတက်ပောက်ကွဲနေပုံကြောင့်သူမမျက်နှာလေးနိုင်ကြပြီးငူရှိုက်လာပါရီညီမလေးမငုံနဲ့ဘွားပြေရွှဲမယ်အင်းနဲ့အခက်မှာမင်းသွားမတွေ့နဲ့မဟုတ်ရင်တော့ငါဆိုးမဆိုးနဲ့ကုန်တယ်ကျွန်တော်ကြီးမဆိုင်ဘူးပေါ့တကားပွင့်စမ်းမင်းအထဲမှာရှိရဆိုတာကိုတည်ရတော့နန်းပန်းကိုပွင့်လို့ပြောနေရလေဟမ်တခင်ကြီးဟောင်းကနေပွင့်သွားတဲ့တကားနဲ့တူအထဲရောက်နေတဲ့အထိအခန်းထဲထိုင်ရမလို့ထားမလို့ကြောက်ရွံ့နေတဲ့အင်းနဲ့ခမများမှလည်းထိတ်ထိတ်ပြပြပြသွားတယ်ဘယ်မှလည်းပြောစမ်းအင်းနဲ့ထဲစိတ်မရှိစွာစက်တက်ရင်အင်ကူပြပြီးတော့နှောင်းတုတ်ခဲ့ပြီးရှောက်လာရင်ပြီးတော့တကားကိုတုံးဖွင့်လိုက်ပါရီမင်းအနံပန်ပြောစမ်းမင်းဘာလို့ဒီထဲဝင်ပြီးပုံနေရလဲဘာလဲမင်းကိုတောင်မှမတွေ့ကြတော့လားအနံတခင်ကြီးရဲ့ကြမ်းတမ်းလာတဲ့ပြုတ်မှုတွေကြောင့်ကောင်းလေးရမိရင်အရှိုက်အငယ်ငိုချလိုက်ပါရီမင်းကိုကြောက်လို့လားဝါမင်းကိုဘာပြောသေးလဲတော်ပြီမငုံနဲ့တော့မင်းနောက်ကကိုမပုံရှောက်ပါနဲ့မင်းဘယ်လောက်ထိလွမ်းနေခဲ့လဲမင်းသိလားကိုမင်းကိုအချိန်တိုင်းကိုနာမှရှေ့စီကျင်းခဲ့တာမင်းနဲ့ပိုင်းများနှူးအေးတဲ့နှက်ကန်းလေးကိုသူတောက်တုံးပေးလိုက်ပြီးမျက်ရည်တွေမသိမ့်သိခဲ့မျက်နှာလေးကိုသူ့မလက်မနဲ့ဘောပွားလေးတုပ်ပေးလိုက်ပြီးကိုခန်းနေသွားမယ်အနန္တစွတ်ထူးဆန်လာတဲ့တခင်ကြောင့်အာလီတင်းပြီးညှင်းဆန်လိုက်မိပြီးပြုံးမထွက်လာတဲ့စကားတွေနဲ့တာရှင်းပြလိုက်ပါရီမဲမဲကြီးဟာနန်းကိုတခင်ကြီးနားမှာမရှိစေချင်တာအနန္တစိတ်ညစ်နေရပြီမဲမဲကြီးကိုလည်းကြောက်ရွံ့အားနာမိတယ်လို့တခင်ကြီးရဲ့ခက်ထန်လာတဲ့ဒေါသကိုလည်းကြောက်ပါရီမင်းကိုညင်းလို့မရဘူးလို့ကိုပြောထားပြီးသားလေမင်းနောက်မှာကိုရှိရဲ့ဝါလည်းမင်းကြောက်စရာမလိုတိတ်တော့သွားကြမယ်အိတ်ခေါဒီညမင်းရဲ့ပါပြက်လေးကိုစက္ကန့်နဲ့မြအနန်းနေတွေးကြမှာမို့ဝါထေရဟုတ်မိန်းကလေးကိုမြေပေါ်မှာစိတ်မပူနဲ့နော်ဖွားစီစက်မယ်မြေကိုဒိတ်တိုင်းပြတ်ထားလို့မရတော့ဖွားတို့တခုခုလောက်မှရတော့မယ်ခလေးမအောင်မြေစိတ်ကုန်သွားအောင်လုပ်ရမယ်ဝါရဲ့တော်ဝင်တော့ဘယ်လိုနည်းနဲ့လုပ်ရမှာလဲထေရဟိုခလေးမမှာဟိုခလေးမပြတ်နေပြီမနေ့ပြန်စီစဉ်ဆွဲကြတာပေါ့ဟုတ်ပါရှော့ဒီမှာငွေနဲ့သိန်းပြမဲမဲကြီးမင်းငါခိုင်းတာလောက်ရမယ်ငွေနဲ့သိန်းကမင်းရဲ့စိတ်ဟန်လောက်အားကပဲဗျာကျွန်တော်ဘာလို့ပေးရမှာလဲမမေအနံပန်းညမလေးပြီးလာတဲ့အကြက်နေနဲ့အဲ့ဒီကောင်လေးကိုအလို့အကြောင်းပြောကြလိုက်ပါရီအေးနန်းကအခန်းထဲဝင်လာရင်ကရင်ထပ်မှတိုင်းနေတဲ့တုံးမလေးကိုကြည့်ပြီးမဲမဲကြီးကခေါက်ခိုင်းလိုက်လို့ခုလာခဲ့ပါလို့ပြောတယ်ရှော့ဒီမှာထည့်စရာချင်းကျန်နေရတရက်ပင်ဟာတရက်ကြီးရီတွားခုကြည့်မင်းကိုဒီတိုင်းအောင်မထားနိုင်ဘူးရှူလေးမြန်မြန်လက်ဆက်ဆက်ခုခဲ့နော်အနံကမ်းပိတ်နေတဲ့ကျန်းလေးကိုယူပြီးမဲမဲကြီးကိုမဝက်မရဲစိုက်ကြည့်ရင်နဲ့နှီးကွေးရဲ့ခြေလန်းနေနဲ့ကျန်နေဆင်းလာခဲ့ပါရီအဲ့ဒီအင်ကြီးရောက်တာတလားပင်ပြေးပြီးပြတ်တော့လေကျန်တဲ့တခါမှမစင်းဘူးလို့မျက်လုံးလေးလဲနေရပါရီဒါပေမဲ့လည်းမဲမဲကြီးရဲ့အမိန့်ကိုလွန်ဆန်းလို့မရသေးမို့တာတရက်ပင်ကြီးကိုသာမျက်ခုံးလေးဝေ့ရင်းနဲ့ရှောက်ဝေးမိပါရီသူဟင်းအပင်အောက်မှပုံပြီးချင်းကြီးကိုကိုက်ပြီးမျက်လုံးလေးဝှေ့ဝှေ့တီဝေလုံနေတဲ့တုံးမလေးရှိမှဟုတ်ခနဲ့ရက်သွားပါရီနောက်သွားလို့လားအနန်းရှိမှလှရက်တဲ့အနန်းနဲ့ရွယ်တူကောင်းလေးကြောင့်အနန်းကြောင်လေးကြည့်နေမိရမှာကောင်းလေးရင်ပြေးလိုက်ပါရီစကားပြောလေမင်းပါလာလို့တောင်းလေမင်းစကားမပြောတတ်ဘူးလားမိတ်ကလေးတအုံအုံနဲ့သူ့မပါဇက်ကထွက်ကြလာတဲ့အတန်သေးသေးလေးကြောင့်ဟိတ်အံ့ဩပြီးပြန်ပြီးမိလိုက်ကသူ့စိတ်ထဲမှာအကြံစိုးကြီးကြောင့်လေသူ့မကိုတန်းထားသွားပြန်ပါရီဘာလို့မလို့လဲမင်းခုနဘာရှာနေရလဲစောင်းစရာလားဘာလားလက်လေးကိုအလုံးလေးဝိုင်းပြရင်ဖက်ဆက်နာတိပြရဲ့ကြောင့်သူဟိဟန်လေနောက်မလေတော့ပဲပြန်ပြီးလိုက်ပြီးပါရီသူရဲ့ပြုတ်မှုကြောင့်ကြောက်လန့်တကြားမျက်နှာလေးနဲ့လက်ကိုအတိတ်ရောက်လိုက်ပါရီဟိတ်အလုပ်ပေးအောင်လောက်ရမှာမဟုတ်သူ့မပခုံးဖက်ကလိုက်ပြီးငါမင်းကိုချက်တယ်မိတ်ကလေးမင်းကအပြေးပေးရမယ်မင်းနဲ့ငါတက်တူရွယ်တူပဲအနန္တရိမထားမိခင်ပေါင်းဆွဲဖက်ခံရတဲ့ကိုလေးနဲ့ရွှန်ရှာစပွဲပြောလာတဲ့အဲ့ဒီကောင်လေးရဲ့စကားတွေကြောင့်အကြောက်ကန်လေးညှင်းဆက်မိနေပြီးမျက်ရည်တွေကအလိုလိုစီးကျလာပါရီ
တခင်ကြီးအနမ်းကြောက်တယ်မင်းကငါချက်သူဖြစ်သွားပြီဟဲစကားမပြောတတ်လဲကိစ္စမရှိဘူးသူဟိရင်ကပြောလိုက်ပြီးသူမပါလီကိုနှမ်းပုတ်ပြန်လိုက်တော့မပြေးနဲ့မင်းတခင်ကြီးကဲပါအနမ်းကြောက်တယ်ဟဲ့မင်းဘာဖြစ်သွားလဲဟဲ့ပြေးလိုက်ရုတ်တရက်မြေပြင်ကိုလှဲကျသွားတဲ့ကိုလေးကြောင့်ထိတ်လန့်သွားပြီးသူမနောက်အပြေတိုးကဲရင်ထိုင်ချလိုက်ပါရီတဲကဘော်ဒီကိုအောက်မှာကရက်လိုက်ပြီးညင်ကလေးမလည်းအိပ်ပြုံနေပြီပဲပါမြင်းကိုပြောစရာရှိရင်ထဲရဲ့အလိုမတန်စက်သက်တန်ကကျဲလောင်နေပြီးကရင်ထဲမှာအေးဆေးရှင်ကြောင့်အိပ်ပြုံနေတို့မှလည်းနိုးလာပါလေစိုးရပါရီဘာပြောမလို့လဲဖွာဒီမှာပြောပါကုံထင်မရတော်တော်ကြနေပြီပဲအခန်းပြန်ထွက်လာခဲ့ပါအနမ်းပန်းနဲ့တက်ဆိုင်နေဖွာရအင်းနဲ့ဟိုကလေးမပါလို့နေလေဟိုမမေအိပ်ပြုံနေပါရီတမကော်ဖီလာချပေးရဲ့အင်ကူစကားကြောင့်ပြုံးလိုက်ပြီးစပွဲပေါက်တင်ထားတဲ့အနီရောင်ကတိပါပွဲမှကြောက်စိမ့်နေတက်လက်လက်တောက်ပနေတဲ့ဆွဲကြိုးလေးကိုထုတ်ပြီးရှော့ညီအခန်းရဲ့မှတ်တင်ကောင်ရဲ့ပါတေးချထည့်ထားပြီးအနမ်းပန်းအတွက်ငါပေးရရှင်အင်းစိဟာအင်းနဲ့အာမီတိတ်တန်ထွက်ကြလာပြီးတော်မဟာအောင်စားခြင်းမမေကြီးကအနမ်းပန်းကိုမကြည့်ပြဘူးမလားဟမ်အင်းနဲ့ညီအတော်စကားများပဲတွားထားလိုက်ဟုတ်ကဲ့မမေအင်းနဲ့မယုံကြည်နိုင်တဲ့မျက်လုံးပေါက်တဲ့တော်မဟာကိုကြည့်ကအဲ့ဒီဆွဲကြိုးလေးကိုအမြန်ယူပြီးတူနေရာမှတုတ်တုတ်ပြန်ပြန်ထွက်လာခဲ့ပါရီအမလေးဟဲ့ကုန်းပါပြီငါရဲ့မင်းကလာကိုပြည့်စည်လေးဘာပါပြည့်လို့လေညီမလေးဖွားရဲ့ကြောက်စင်းဆွဲကြိုးလေးပျောက်သွားလို့လောက်ပါအောင်ဟဲ့ကောင်းမလေးပြီးသွားရွှာကြလေဟုတ်ကဲ့မမဲကြီးဘာပြည့်လို့လဲတော်ဝင်ဘာပြည့်တာလဲကို့ပြောပါအောင်ဖွားညီတို့မင်းကလာကိုပြည့်စည်လေးပျောက်သွားပြီညီပူပူအရှင်ဟာလှောက်အားကားနဲ့ဝင်ထားတာဖွားအထောက်မတော့မပြည့်နိုင်ဘူးလားဖွားကိုချိန်တိတဲ့ပြည့်စည်တွေကကို့မှာပေါ့ညီဖွားအထောက်မပေါင်းဖွားကလေးအောက်မှာပဲထားတာရောင်တိုင်းမြေးဘူးကိုလွှမ်းရင်ကြည့်နေကြဖွားရအိမ်ဟာကောင်းမလေးပြီးရှောက်ခိုင်းလိုက်လေတန်ငိုစရာမှမဟုတ်တာမြေးမော်လေးနဲ့တွားရွှာနေရင်မြေကောင်းပြီဗျာတွေ့ပြီဖမဲကြီးတခင်ကြီးအခန်းထဲကတွေ့ရဟမ်အခန်းတကားကိုရှောက်နေရဲ့တီချေလန်းနေရရှက်တန့်သွားပြီးအခန်းရဲ့ပြေးဝင်ကပြောကြမျက်ခုံးပင့်သွားပါရီပေးစမ်းဘာလို့ဒီဆွဲကြွားမြေခန်းနဲ့ရှောက်နေရလဲမသိပါဘူးမမဲကြီးအနမ်းပန်းဆိုတဲ့ကောင်းမလေးရှူတာမပြစ်နိုင်ဘူးလားဘာရကြည့်နေတဲ့ထဲချီလန်းနေရအိတ်ခန်းထဲမှာဦးတည်ရင်အေးစိရီကိုကြိတ်ထောင်စွာအောင်ဟပြီးတေးကြလာငါခန်းထဲကတွေ့ရဆိုတာတေးကြပါရီတခင်ကြီးတလုံးစွာပြေလာတဲ့အေးစိကံမိတ်ကလေးတွေကြောင့်ထဲကျစ်တန်းလိုက်မိပြီးဆွဲကြိုးကိုကိုင်ဒေါတောက်ထောက်ပုံပေါ်နေတဲ့ဖွားပြစ်သူကိုကြိတ်လိုက်ပါရီဖွားပြစ်စီပြန်ရပြီပဲအနမ်းယူတာတေးကြနေတောင်ဖွားခွန်းလွန်လိုက်ပါညီမရဘူးဖွားသူ့ကိုစစ်ဆေးမှရမယ်ဖွားရစိတ်ရှုပ်ဖို့ကောင်းတာပဲကုန်းတယ်ဟမ်မင်းဟာအကျင့်ဆောင်ရတာမကောင်းတဲ့မိန်းကလေးကိုတော်တော်အနှံကြပြီးရှူးတော့တာပဲဟုတ်တယ်ဘာဖြစ်လဲကွာကျွန်တော်အနှံကိုချက်တယ်စူးရဲစွာအော်လာတဲ့ထိတ်ချောင်းတော်မတောက်ခောက်ရင်မျက်နှာပေးလိုက်ပြီးအေးစိမိန်းကလေးဘက်ကိုလှည့်လိုက်ပြီးသွားဟိုကောင်မလေးပြီးအနှံပန်းကိုခေါ်လာခဲ့စမ်းဟုတ်မမဲကြီးဝါရအနှံကဘာအခန်းထဲမှာဝင်နိုင်ပါမလို့လားဘာအနှံကိုမဆွဆွဲပါနဲ့အနှံစိတ်ဆင်းရဲနေပဲငါခီးမဆိုင်နိုင်ဘူးအပြစ်ပေးတဲ့နာပေးရမှာပဲဖွားကိုတော်တော်စိတ်ပြက်လာပြီဗျာမမဲကြီးခေါ်လာပါပြီအနံပန်းညီဒေါ်မဟာပြင်ကွင်းကြောင်ဆွေးဆွေးခေါန်သွားပြီးတော်ဝင်ထိတ်သားမျက်နှာလေးလွန်စွာပြည့်ရွံ့ကဒေါ်မဟာနာတုံရွှဲနဲ့ပြေးသွားပါရီတော်တော့မင်းခုန်ထိတ်ခလေးမလှုပ်လိုက်စမ်းမလှုပ်ဘူးပါအပြစ်ပေးကြရင်ကျွန်တော်ပေးပါညီမင်းလှုပ်လိုက်ကုန်းထဲမဟုတ်ရင်တော့ငါအသက်ကိုအာမခံမှာမဟုတ်ဘူးဖွားရကိုရှိရနော်အနံအချိန်ကြီးလုံးဝနားမလဲပြီမမေကြီးကနန်းကိုဘာလို့မလို့ခေါ်ခိုင်းရလဲတခင်ကြီးဟောအနံကိုဘာလို့ကောက်ွယ်နေရလဲအနံပန်ညင်တီမှာဒူးတောက်ထိုင်လိုက်ထိုင်လိုက်ဆိုထိုင်လိုက်ဖွာမင်းအသားနေကောင်းတယ်ရှုခဲ့မြေပါလေဟုတ်ပါတော်မဟာတော်ဝင်ရှူလာတဲ့ကက်ကြီးကိုရှုရင်းနဲ့ပြုံးလိုက်ပြီးဒူးတောက်ထိုင်နေတဲ့ပုံရိပ်လေးရှိမှကျေးဆုံးပြလိုက်ပါရင်ဖွာဘာလို့မလို့လဲဖွာလို့ပဲနော်ကောင်းတယ်မင်းငင်းငင်းမနေရင်တကက်ကြီးကငါ့လည်းပဲမှာစိုက်သွားလိုက်ပဲဖွာကွာအနန်းရှိပုံကျသွားတဲ့စပယ်နေကြောင်ခေါင်းတာအတွင်းတွင်ခါရန်နေပါရင်အနန်းခလေးငယ်လေးထိန်ညာကျန်းစွာပဲတားကြိတ်မရလိုက်ပဲဖွာဖြစ်သူရဲ့ချိန်ချောင်းမှုကလည်းကြီးမားလောက်ပါရင်ခလေးတယောက်လိုအသေးအတန်ငိုကြွေးနေတဲ့ပုံရိပ်လေးနောက်ပါသူ့ရဲ့ခြေလမ်းနေရာရှောင်းလာပြီးကိုလေးကိုဆွေ့ခင်နဲ့ပွေးကြည့်လိုက်ပါရင်ရက်ဆက်လိုက်တာဖွာရထိတ်ယူကျုံမရပြစ်ပြီးစစ်တက်ရင်နဲ့သူမခန္ဓာကိုယ်လေးကိုတင်းတင်းပွေးကြည့်လိုက်တဲ့အရာပါခေါ်လာခဲ့ပါရင်ခလေးငယ်ကိုလေးသူ့လက်ကိုပုတ်ထောက်လိုက်တဲ့သူမကြောင့်သူ့တောင်းပန်ဖို့ပြန်ပြီးမိအကြည့်စူးစူးလေးပဲကြောင့်သူနှုတ်ဆိတ်သွားပါရဲ့ခလေးငယ်လေးကိုမင်းကိုရှုံးပါရဲ့ကွာ
မင်းကိုမကားကွယ်ပေးနိုင်လို့တောင်းမှန်ပါတယ်ကဲပြန်လို့ပေးပြီလားဗျာတဲမတိတ်ကုံလေးရှိမှထိုင်နေတဲ့သူ့မလေးကိုအနောက်ကနေပွေးဖက်ရင်းနဲ့လဲတိုင်းလေးပေါ်ပါသူ့ရဲ့နှကန်းတစ်စုံအပ်လိုက်ပါတယ်ချက်လိုက်တာကိုစပင်ဖေးပေးမယ်ဒါပဲလေဟာဘယ်သွားမလို့လဲမြေမင်းယူသွားပြီလားအပြင်မှာမျက်လုံးတရားစုံနေရမင်းအဲ့ဒီကလေးမှပြင်ခေါ်သွားစီရလို့လားမင်းရဲ့အတိုင်းဝိုင်းလုပ်ငန်းရှင်ပါတနာတွေကဘလို့မြင်ကြမလဲဟာကျွန်တော်ကြီးမဆိုင်ဘူးအနံ့ကျွန်တော်ဇနီးပြက်လာမယ်သူမင်းစိတ်ကူလို့မရှောင်တော်တော်ခါသွားတာပဲမြေမင်းကလေးကိုပုံပေးကြိုက်တယ်လို့ဖြစ်နေပြီမင်းအသက်ကဖွာအချက်မှာဒါရီလိုအပ်လို့လားအနံ့အသက်ကကျွန်တော်ထဲဘလောက်ငင်ငင်ချစ်နေကြရင်ပေးပြေဆုံးပါပဲနောက်ပြီးပဲအရာမှမလို့အပ်တော့ပါဘူးမင်းကြီးမင်းဘလို့မှဆုံးမလို့မရတော့ပါလားနားကြီးလာပြီဖွာရထိတ်ခဲကြကြအော်ပြလိုက်ပြီးမျက်နှာလေးညှိုးနေတဲ့သူ့မလေးရဲ့လက်သေးကိုတင်းတင်းဆုပ်ကန်လိုက်ပါတယ်မင်းဘာမှကျူးဆိုင်စရာမလိုမင်းတော့မှကိုမြင်းရှိကောင်းပေါ်တက်ဆိုကိုတိုင်လေးကိုကိုကားထဲမှာအမြတ်ထဲလိုက်ပြီးသူ့ဘာမောင်းတူတေးရောက်ဝဲထားလိုက်ပြီးမကြပါအရှင်ပြပြမောင်းနေသွားတဲ့ကားလေးဟာစိုက်အိမ်ဝင်းထဲမှာထောက်ခွာသွားပြီးဒေါသတကြီးကြံခဲ့တဲ့ညဝတဆုံဟာလေစုရဲတောက်ပနေပါတယ်ဝင်သွားလိုက်ကိုအပြင်းမှာစောင့်နေပါဒီမနဲ့လိုက်သွားနော်ဟုတ်ပါတယ်ညီမလေးရဲ့အကိုဟာထွက်ပြေးမသွားပါဘူးကိုညီမလေးစပင်းပြင်းမှာပဲဟာပြုံးရရင်ပြောလာတဲ့ဝင်းတန်းမလေးကြောင့်ထဲမျက်နှာပြတ်သွားပြီးသူမလေးကတော့မျက်လုံးအဝိုင်းသားနဲ့ပြူးကြည့်နေပါတယ်သူဟာသူမလေးနဲ့ရှင်အသက်ကြီးနေပြီလားအကိုကအခုညီမလေးကိုခေါ်သွားတော့မယ်နော်လာညီမလေးမနေ့ပိုင်းလောက်ပဲကြာမှာတရားဝင်တန်းကောက်မလေးနောက်ရက်ကန်ပါသွားတဲ့သူမလေးကိုမျက်ကုံးပင်းကြည့်ရင်လည်းအနောက်မှာထောင်ထားတဲ့မှန်ကိုအမြန်ဆိုင်ကြည့်လိုက်ပါတယ်ကဲကြောက်ပါအောင်ရှင်လူကြီးမဲခက်ဆူဆူအတန်ကထဲနားရဲ့ပေါင်ပြန်ဝဲလာပါတယ်အင်္ဂလိပ်ကဝက်လာခဲ့တဲ့အနီရောင်ကောက်ဝဲလေးနဲ့ပြင်ဆင်ထားတဲ့ဇပင်လေးကကုတ်ဝဲလေးပြက်နေပြီးသူ့မောင်လေးကတကယ်ကလေးပေါင်းစနာပဲငေးလိုက်တာရှင်အခုတော့ဒီလောက်ထိချစ်စရာကောင်းနေညမလေးရတာတော့ဒါဆွဲပေးချောင်းကစောင့်နေပါသေးကြတယ်ဟုတ်ဒါကျွန်တော်ရဲ့ဇနီးလောက်ပါညမလေးမဟုတ်ပါဘူးဟာအခုရဲ့အခုနာတွေကပြောပေါ့တောင်းလိုက်ပါအောင်မေဝေးကဒီမှာရှင်းရပါလားကောင်းတာမှာရှင်းရပါလားအစင်ပြေမှာရှင်းလို့ရပါတယ်ဒါဆိုဒီမှာပဲရှင်းမယ်ဘယ်လောက်ကြလဲတသိန်းခွဲပါကိုထဲပတ်ဆိုင်ရေးထဲမှာ1000တန်တွေကိုရှင်းရင်းနဲ့ဒီမှာပါကျေးဇူးပါရှင်လိုက်ဖက်တဲ့စုံတွင်းလေးအခုတော့ဇနီးလောင်းလေးကိုမျက်လုံးအောက်ကအပြောက်မခံရတော့မယ်ထင်တယ်ဟုတ်ပါဗျာဒီမှာတိုင်အောင်ကိုတခုခုမှပေးမယ်မင်းပါစားကြလဲမအူမလေးကောင်းလေးရမ်းခနေတဲ့တုံးမလေးကြောင့်ထဲမေးမနေတော့ပဲပေါင်းပြီးအိတ်ကက်ထဲပါဖုန်းကိုထုတ်ယူလိုက်ပါတယ်ရှုံးကောက်ကော်ဖီနဲ့ပုံစီစဉ်ပေးပါကောင်းပြီတယ်ဖုန်းကိုပြန်ချလိုက်ပြီးဆိုဖာပေါ်ဝင်ထိုင်ကငူငူလေးထိုင်နေတဲ့တုံးမခါလေးကနေဝေးဖက်လိုက်ရင်နဲ့ကုတ်ပိုးလေးကိုအနံဖွားဖွားလေးပေးလိုက်ပါတယ်ထက်ပွေးကြည့်လာတဲ့ကိုလုံးလေးကိုကရင်ထပ်မှအသားရောချပေးလိုက်ပြီးနှစ်ဖူးလေးကိုအသားငုံနှမ်းလိုက်ပါတယ်ညမလေးမျက်စိလေးနေပြီလားစေရလူရှုပ်နေတဲ့နေရာပါအင်းနှံစည်းဝယ်ထွက်ရင်ဘေးကငင်းငင်းလေးလိုက်ပန်လာတဲ့တုံးမလေးကိုမေးလိုက်ပါတယ်ဈေးဆိုတော့လူပေါင်းတယ်ကွမမေကြီးကညမလေးလိုတော့ဝယ်ဖို့ဈေးထဲခေါ်လာခိုင်းလို့လေလိုထောင်ရှိမမကိုပြောနော်မမေကြီးကအနံ့ကိုလိုတော့ဝယ်ဖို့အတွက်ဈေးကိုလိုက်ခိုင်းခဲ့တယ်လေလားအင်းနဲ့ရောင်နာလေးပြည့်နေတဲ့ဘေးကပုံရင်လေးကိုစိတ်မကောင်းစွာကြည့်ပြီးတက်ပြင်းလေးလေးပဲချလိုက်မိပါတယ်သူမလည်းမလွဲတာတော့ပါဒါကြောင့်လေညမလေးဟိုနားလေးကအရှိတ်လေးမှာသွားထိုင်နေတော့မမအင်းနဲ့ဝဲစရာလေးတွေရှိသေးလို့ညမလေးလိုက်လို့မရဘူးကွမမသွားဝယ်မင်းနေရလူပေရွှမ်းရှုပ်တယ်သွားပါလာမမပို့ပေးမယ်ဓမ္မထိုင်ဆောင်နေတော့မမသွားဝယ်အောင်ပဲမြဲမြဲပြန်လာမှာပါဒီနေရာမှာပဲထိုင်ဆောင်နေငုံမဲမဲနဲ့အမြဲပြန်လာဖို့လက်လေးနဲ့ပြန်လာတဲ့အိနှံမျောလင်းကျစကားတွေနဲ့ချန်ထားခဲ့ပြီးဈေးချင်းကိုလက်တစ်ဖက်ကကိုင်ပြီးတုတ်တုတ်ပြပြပဲဈေးရပောက်ထွက်လာခဲ့ပါတယ်ဘူတိကြောက်ပူပူလေးဘိမုံနေရပြီနော်အဝင်းလုံးချချိုလေးပဲရမယ်မနက်ကင်းပိုက်ပါနေလေဘက်ကိုရောက်ရှိလာပြီးနေပင်အလွန်ပူနေပါပြီအနံတက်ပင်အောင်လေးပါစောင့်ရင်းနဲ့ငိုကျန်းစိတ်ပြက်လာပါတယ်မမအင်းနံကြားလိုက်တာစောင့်နေရတာ3နာရီလောက်ပဲရှိနေလောက်ပြီးမနက်ကလေးကဘာမှမစားရသေးလို့ပိုက်လေးပဲလင်းကျအောင်စားနေပါတယ်မြေပြင်းလေးတက်ပါထိုင်လိုက်ထားလိုက်မမပြန်လာစောင့်နေရသေးရလေအနံအတွက်ရှိကြနေပြီဟဲ10နာရီတောင်ထိုးပြီးနေရောက်လို့အကုန်ပြီးလားကုန်ပြီအိတ်ပြန်ကြမယ်ဟမ်အနံရှိရဈေးဆိုင်မှာစကားတတ်နေကြောင်းအနံမျက်လုံးအဝိုင်းသားပြတ်သွားပြီး12နာရီထိုးပြီးတယ်လားဒါဆိုရင်မမအင်းနဲ့ဘာလို့အနံစီကိုပြန်မလာသေးရလဲအနံကိုများပြီးနေခဲ့တလားဒါမှမဟုတ်မမေကြီးကအနံကိုဈေးထဲမှာတယောက်ထဲထားခိုင်းခဲ့ရလားအနံကြောက်တယ်မျက်ရည်တွေကပပြင်းထက်မှအလိမ်ထင်စီးကျသွားပြီးစိတ်ထဲမှာလည်းတခင်ကြီးယူတာတန်းတနေပါတယ်ဘိုက်ကလည်းအလုံးစားလောင်နေသည်မို့ဒိုလေးပိုက်ပြီးထိုင်နေမှထောက်ရလိုက်တော့ဈ
စားစရာတစ်ခုခုသွားရှာဖို့သာကြီးစိုးနေခဲ့ပါရီထင်းကတစည်းလုံးပတ်ရှာနေပြီမေသူမလေးရဲ့အရိပ်ရာကိုပဲမတွေ့ရအောင်မဲဘက်မှလေးကွာဖွာကျွန်တော်လုံးဝဖွာကိုခွတ်မလို့နိုင်ဘူးလက်ထင်းကြောင်းတွေပဲထောင်းနေတဲ့အထိကြိတ်ထားမိပါရီကားစီယာတိုင်းကိုလက်နဲ့ထိုးကျိတ်လိုက်တော့လေကိုမင်းကိုတွေ့အောင်ရှာမယ်ခလေးငယ်တွေ့ပြီးပါမေဒီနာလေးမှရှေ့နေပေးပါကိုနာမထွက်တော့ပါနဲ့မင်းမရှိရင်ကိုဘဝတရားဘာမှဖြစ်တရားမရှိအောင်လို့ပါမင်းလာနံပန်တရားကားပေါ်မှာပြန်ဆက်လိုက်ပြီးသူ့ဘက်ရဲရဲလေးလှည့်ကြည့်လာတဲ့မျက်နှာလေးကြောင့်ရှမ်ပန်းတစ်ခုလုံးပြောင်းဆန်သွားရကသူမကိုလေးကိုထွေးပွေးလိုက်ပါရီတရားတူချင်းနဲ့ခလေးမှမိသားစုဝင်နေလားမိကလေးတယောက်တည်းမှမတော်တရားတွေနဲ့တွေ့ပါဆိုလို့စောင့်နေပေရကဲကလေးမလာကြိုးတဲ့သူရှိပြီဆိုတော့ဦးလေးတွားတော့မယ်ဦးလေးကျွန်တော်မိမဆောင်းရှောက်ပေးလို့ကျေးဇူးပါဗျာဘဲဟုတ်ပြတ်မှလည်းကျွန်တော်တို့လိုက်ပို့ပေးပါမယ်ရှားတဲ့ဦးလေးကဒီဆေးကိုစောင့်နေဈေးဆောင်ပါဈေးရပါပဲအိမ်မှာကျေးဇူးပါဦးလေးလူတိုင်းရှိရင်ကျွန်တော်ပြောနိုင်ပါတယ်ဒီမှာကျွန်တော်ရဲ့လိပ်စာကကျေးဇူးပါလို့လေညနေပဲရောက်ပြီမို့ဦးလေးတွားတော့မယ်ဟုတ်ကဲ့သူစကားမဆုံးခင်မှာပဲရင်ခွင်ထဲပါလဲကျလာတဲ့ကိုလုံးတေးသေးလေးတောင်ထဲအသာထိန်လိုက်ပြီးညနာလည်းစိုးရင်တက်ကြီးဖြစ်နေရကကိုလုံးလေးဝေးချလိုက်ပါတယ်မင်းမျက်နှာအရှမ်းဖြုတ်ဖြုတ်နေရဲ့မင်းလေးပင်ပန်းနေခဲ့မှာပဲကို့မှာပါဒါရီအားလုံးကကိုယ့်ရဲ့ပြက်တွေပါအေးနံညီကိုယုံမိတာငါအမှားပဲငါရဲ့မဟာအမှားအကဲနဲ့ပါတော့မဟာရဲ့တောက်ခေါက်တဟာကျဲလောင်နေပြီးအနောက်မှာကျုံကျုံလေးထိုင်းနေတဲ့အိမ်စရာလေးကတုံကရင်နဲ့အပြင်လေးခဏတောင်းလိုက်ပါရီဘာမှအတုံးမကြောက်မြေးတီသွားတော့အခုခုကလေးမအောင်တော့တွေ့သွားလောက်ပြီမဲမဲကြီးအင်းနဲ့တောင်းမှမှာရီအနံပန်းလေးကမအူးမအဲလေးလေးမို့တနည်းရောက်သွားလောက်ပါပြီဒါကညီတင်မြေကမတွေ့မကျင်းရှာပါပြန်လာလို့ငါ့ပြဿနာဆိုင်ငါဘလို့မျက်နှာနဲ့ရှင်းရတော့ပါလေအပြင်မသွားဘဲနေလိုက်ရင်တလောက်ပြဿနာကြီးမှာမဟုတ်အခုတော့တစ်ချက်ခုံနှစ်ချက်ပြတ်ဖြစ်ရမယ်ဟောက်အခုတော့အလွယ်လွယ်အမှားပါအင်းနဲ့တောင်းမှမှာရီသွားတော့မဟုတ်ညီကိုငါတခုခုလုံးမရောပဲဂျော်လီတို့တီကိုလွတ်လိုက်ငါခိုင်းစရာရှိရင်ဟုတ်ကဲ့မေမေအတော့မကြောက်ဓမ္မဟာထွက်သွားတဲ့အိမ်ကိုစုံဟောက်ရင်းနဲ့စိတ်ထဲမှာလည်းအလုံးမကြပြတ်နေရပါရီညီကန်ကောင်းနိုင်အောင်ပါလားအနံပန်ငါမျိုးကိုမှကြီးကတွဲကပ်နေရအောင်ကြော်လန်းတီနေတရားကောင်းမနေရင်ရွှေရောင်ထိမ်းများလက်ထပ်စားကြုံလေးကိုမျက်လုံးမခွဲပဲကြည့်နေတဲ့သူ့မလေးကြောင့်သူလည်းပီတီပြုံးလေးပြုံးရတာမေးလိုက်ပါရီတဲ့အိတ်ခဲတကားလေးဝင်လာပြီးကတင်လေးတက်ပါပေးဆောင်အိတ်ပြီးအိတ်ပြုံးနေတဲ့သူ့မလေးနောက်တုတ်ခဲ့ရင်နဲ့ကတင်ထက်ထိုင်းချလိုက်ပါရီအေးတန်းနေတဲ့မျက်နှာနုနုလေးရမမှုတက်တက်လေးဖြစ်နေပြီးကုတ်ပဲကြောင်စပင်းလေးတွေကြောင့်ခလေးပေါက်လေးတက်ဝဲကိုမင်းနဲ့ခဏလောက်ကြောင်မခွဲနိုင်ဖြစ်နေတဲ့ခလေးငယ်လေးရဲ့မေးအတန်လေးပြန်ရဖို့ကိုစွန်းစားအောင်ပဲဒါရီကတခဏအချိန်ပါပေးရင်တော့ကိုလိုတက်တက်လောင်ခလေးတွေနဲ့တူနေလို့ရပြီသူရင်မောင်းစွာတွေးရင်းနဲ့ပူပန်မှုတွေကြားမှာပြုံးမိပြီးသူမလေးပဲဝဲထိုင်ပြီးတော့ကိုလေးရင်ခွင်ထဲမှာဆွဲသွင်းထားကစံရွယ်လေးတွေကိုနှက်ခမ်းနဲ့ဖိကန်လိုက်ပါရီလာရီရှိလာတဲ့ညနေရက်တီကုံဆုံသွားတော့လေတခင်ကြီးကတော့အနမ်းစိတ်ပြန်ရောက်မလာသေးဘူးမပူသေးတဲ့ပိုင်လေးကိုအနမ်းလောက်ပါလေးနဲ့ဖွားဖွားပုံရင်းနဲ့ညနေခင်းရန်တာဘက်ကိုထွက်လာမိပါရီခဏစုံမုံချုပ်တော့မယ်တခင်ကြီးထွက်သွားတဲ့နေရက်ကိုလက်လေးထိုးရရင်အနမ်းလက်ချောင်းလေးပြည့်နေကြပြီစိတ်ရရှိပြီပေါ့တခင်ကြီးအနန္နာအနေထွက်သွားတာစိတ်ရရှိပြီတခင်ကြီးပြန်ရောက်ပြီမမေကြီးတခင်ကြီးပြန်ရောက်ပြီအင်းနဲ့တခင်ကြီးကြောင့်မှဒိန်ရရလာတယ်ဆရာဝန်အမြတ်ဖုံးစံဒိန်ရဟုတ်ကဲ့ကျောင်းလေးမောင်မီစာကြည့်ကန်နဲ့လိုက်ပို့ပါငါအိတ်ခမ်းနဲ့မပိုးနဲ့ဟုတ်ကဲ့တခင်ကြီးဟာရီရှိလာနဲ့အမြတ်တိုးမပိုင်လျာစူတင်ကားနေပြီပိုက်ဖို့အင်ဂျီလေးတက်ပါပြည့်ပြည့်ဖြူဖြူလေးဖြစ်နေပါရီထိန်ညနေပိုင်းအလုတ်စောစောဆင်းပြီးသူမလေးကတွင်ကြားတဲ့ကြားဆိုင်ဟင်းကိုကိုယ်တိုင်ချက်ပြုံးနေပါရီဦးခုံဟာခလေးနဲ့ဘာလို့အောင်စဲလာလဲမတော်လို့ချော်လေးကုန်ပါကွာအနမ်းအခန်းထဲမှာပဲနေရပြင်းလာတော့ပါထဲစုပ်ပုတ်ပုတ်လေးဖြည့်ရှင်းချက်ပေးလာတဲ့မျက်နှာလေးကိုကြည့်ပြီးသူချစ်စနှုံးလေးပြက်နေရပြီးအခုဆိုသူကြားကြတဲ့သူမအတန်ဆဆလေးနဲ့ကြားခဲ့ရကြပြီးလုံခဲ့တဲ့လာပိုင်းကမှသူ့ကိုပထမဦးစွာတခင်ကြီးဆိုတဲ့အတန်အေးလေးထွက်လာပါရီအဲ့ဒီအချိန်ဟာသူ့ဝမ်းတောင်လုံးစုပ်တဲ့အထိပဲအခုလည်းမရပြတ်နေပြီဖြစ်ပြီးအခုအဝရီယာစပြီးပြောင်းလဲခိုင်းရပါရီဘိုက်စာပြီလားအမွာလေးတွေရဲ့မမေဦးနော်မဟုတ်လို့လားခမ်းပြောင်းလေးပိုက်ထဲမှာအကောင့်ပေါင်းလေးကနှစ်ကောင်းလောင်အိတ်ခမ်းထဲမှာရင်းနေပါဆိုတာပြောလို့မရအောင်အစိုးပါလေဟဲငါမြင့်လေးတွေအချစ်စရာလေးပဲဟဲလုံလုံလေးတွေဖွာရပြက်လေးပဲထဲပကက်ထဲမှာကလေးတွေကိုထည့်ပြီးပြုံးနေရဘာကြောင့်သူလဲပြုံးမရပြီးဂရင်ဓာတ်မှာအိပ်ပျော်နေတဲ့တုံးမလှက်လေးကိုစုပ်ကိုင်ကနပူးလေးကိုဖွားဖွားနှမ်းလိုက်ပါရီနားနေခန့်ကြတဲ့အခါမှာမေဖေဖေပြန်မလာသေးဘူးလား
တားတို့မုံစားရီတားတို့ရဲ့ဖာဖွားဖွားကြီးစောင်းကန်ပြီးအိတ်ကဲနဲ့ဝင်လာတဲ့ဖွားရဲ့အတန်ကြောင့်တားလေးနှစ်ယောက်ကအပြေးကျုပ်ပြီးအနံပြုံးလိုက်ကပန်းတွေကိုပန်းအိုလေးမှထုတ်ခါဖွားပြီးနဘူးနဆာလုံနေမှဆိုလို့အနံမျက်နှာတဲနဲ့အမွားနှစ်ယောက်ဖွားကိုမနှောက်ရှိရအောင်မမေပြောထားရင်လေဖွားကျမ်းမာရင်မကောင်းလေရှားတဲ့အနံပန်းငါမြင့်လေးတွေဘာစားကြလဲဖွားဖွားကြီးကဘာဝဲခိုင်းပေးရမလဲဖွားဖွားကြီးတားတို့ဖေးဖေးပြန်လာမှစားပါအေးပါကွယ်ဖွားရဲ့အချက်တောင်လေးတခင်မလေးတခင်ကြီးပြန်လာပါပြီမင်းတို့လေးပြဖေးဖေးပြန်လာပြီမမေနဲ့အတူသွားကြုံမယ်ဟုတ်မမေဦးကုံဖေးဖေးရေးဖေးဖေးဒီမှာတောင်းကြီးနဲ့တောင်းခဲ့မုံနဲ့ကစားစရာတွေပြောပြီးဖေးဖေးရေးတဲ့ချက်မွားစွာတုံးမလေးမျက်နှာငုံငုံကြည့်ရင်နှကန်းလေးကိုပွေးလျက်ငုံခဲပြီးအိတ်ကမ်းမရှောက်မှာပဲသူ့အနှံ့ကျန်းနေတုံးမတစ်ခုလုံးပြင်းပြင်းရှော့ရှော့သူဆုပ်ယူလိုက်ပါရီသူသိချင်ရတဲ့ပန်းရိုင်လေးတပ်ပွဲရလဲသူ့အချစ်တွေနဲ့တပ်ပွားလုံးနေမြုပ်သွားခဲ့ရပါရီချစ်တယ်သူအဲ့ဒီကလေးမအောင်ချစ်တာတဲ့ပူချက်ပါရီဟိတ်သက်များရှင်ဒီနေ့ပါတင်ဆက်ပေးခဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီနောက်စီငယ်ကြတဲ့တယောက်ချင်းစီတိုင်းအောင်လေကျေးဇူးတက်ပါတယ်ရှင်